အခုတို့လည်းဒါနောက်ပိုင်းမှာဆိုလို့ရှိရင် client တွေကို content marketing လုပ်ဖို့အများအား force ပေးရတာပေါ့ force ပေးရတာမဟုတ်ဘာလို့ဆိုတော့အခုခေတ်အနေထားကိုပြန်ကြည့်တဲ့အခါမှာလည်းတနည်းအားဖြင့်ပေါ့နော်ပုံမှန်သမယိုးချသွားလို့မရတော့ဘူးပေါ့နော်ဟို post တင်ဈေးအောင်လည်းမရတော့ဘူး boost ဈေးအောင်လည်းမရတော့ဘူးပေါ့အဲ့တော့ boost ရဲ့ revenue တွေအရင်ကျလာတယ်နောက်ပြီးတော့CPR တွေကအရင်ခုန်တက်သွားတဲ့အခါမှာလုပ်ငန်းရှင်တွေကအခုလိုမျိုးဒီ online ပေါ်မှာ brand တစ်ခုတိစောက်တာတွေ content marketing လုပ်တာတွေမလုပ်ခဲ့ဘူးဆိုပြီးအခုချိန်မှာရေရှည်အတွက်ကအဆင်မပြေတော့ဘူးဘာတွေရှိရအောင်သိရတူလည်းရှိရဆိုမသိရတူလည်းရှိရပေါ့တချို့ကျတော့လည်း content marketing ကိုကျွန်တော်ပုံတွေစာရေးရ post တွေတင်တယ်ဒီဟာကိုအဓိကသွားကြပေါ့ဆိုတော့ကျွန်တော်ခံယူလာတာအကြောင်းဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကဒီ brand တစ်ခုရဲ့ page တစ်ခုပဲဖြစ်ဖြစ်ဒီ brand တစ်ခုရဲ့ဒီ channel တစ်ခုပဲဖြစ်ဖြစ်သွားကြည့်လိုက်မယ်ဆိုရင်ဗျာရောင်းတဲ့ post တွေပေါ့ဒီတိုင်းဒီပစ္စည်းရောင်းတယ်ကြော်ညာတယ်အဲ့လို post တွေမြင်နေရတာထက်စာရင်ကျွန်တော်တို့ဒီ content တွေဖြစ်တဲ့စာနဲ့ content တွေပဲဖြစ်ဖြစ် video တွေပဲဖြစ်ဖြစ် visual တွေပဲဖြစ်ဖြစ်အဲ့လိုဟာတွေကိုကျွန်တော်ကမြင်နေရအဲ့ဒါဆိုရင်ကျွန်တော်က page ကိုတန်းပြီးတော့သူ့ရဲ့ page ကိုကျွန်တော်ကတတိထားမိသွားမယ်ဒီဆိုတဲ့ data တွေနော်တလားလုံးနေမှာတ post မှမပေါက်ရင်လည်းအဆင်မပြေဘူးအဲ့ကြရင်လည်း client ကညွှန်ညင်တိုင်းခံအနိုင်တာပေါ့ဆိုတော့ခုနကပြောတဲ့ post ကူပေါက်ဖို့ဆိုရင်ရေးပြ hook ကလည်းရေးကြည့်တယ်เนาะအဲ့တော့ကိုတို့တနည်းအားဖြင့်ဟိုကြည့်လိုက်တာနဲ့ချက်ချင်းရုံးထွက်ခတ်တဲ့ hook မျိုးတွေဖြစ်ရမယ်အဲ့ဒါလေနောက်ပိုင်းကျတော့ strategy တွေပါเนาะအသေးစိတ်လောက်လာကြတယ်လုံလဲလုံတင်တယ်လို့ထင်တာပေါ့เนาะအဲ့ရင်းကတော့ဒါဦးစားပေးတင်တယ်အဲတခြားဟာတွေမလုပ်တင်ဘူးအလုပ်တင်မှာဆိုရင်လည်း content writer ဆိုရင်တခြားဟာမလုပ်ရဘူးအဲ့လိုမျိုးပြောရမျိုးပဲရှိတာပေါ့နော် আমি freelance ဘယ်တော့မှမလုပ်ဘူးအရင်ဆုံးတော့ environment တစ်ခုမှာဝင်ပြီးတော့လုပ်ငန်းဝင်တွေ့ကြုံဒီ fees ကအနေအထားတွေကိုလေ့လာပြီးမှပဲကိုက freelance အပြောင်းချင်ပြောင်းမှာနော်ဆိုတော့ဒါမျိုးမလုပ်ဘဲနဲ့တော့တခါရတန်းသွားတာအနည်းအများရလို့ထင်တယ်ပြောရင်အဆင့်ကျော်တော့ခြေချော်ကြတတ်တာဒါမျိုးနောက်တစ်ခုဒီဘက်ခင်မှာအများကြီးပဲဒါပေမဲ့ကိုကဘယ်လိုပုံစံမျိုးသွားချင်တာလဲကိုပဲအပိုင်းကိုအားသာချင်တာလဲအဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ကိုရွေးချယ်ပေါ့နော် YouTube video တွေဆိုရင်လည်းဒါကပြောလို့သတိထားကြလေးရှိရယ်နိုင်ငံခြား course တွေဆိုရင်တော့ကိုအဲလေ့ကျင့်ခန်းတွေလည်းတော်တော်လုပ်ရတယ်လားဟုတ်တယ်တော်တော်လုပ်ရအားလုံးပဲမင်္ဂလာပါ Limosa Podcast ကနေပြောတာပြန်လဲကြိုဆိုပါရစေပေါ့နော်ဆိုတော့ဒီတစ်ပတ် podcast မှာတော့ကျွန်တော်တို့ယနေ့ခေတ်မှာ content နဲ့ပတ်သက်ပြီးတော့content ရဲ့ဒီ process တွေထဲမှာအရေးကြီးတဲ့ဒီ content marketing အကြောင်းလေးကျွန်တော်ပြောကြမယ်ပြီးတော့ဒီတနည်းအားဖြင့်ပေါ့နော်ဒီ Bangkok လိုနေရာမှာကိုယ့်ရဲ့ဒီ professional lifestyle တစ်ခုပေါ့နော် content နဲ့ပတ်သက်ပြီးတော့career တစ်ခုတည်ဆောက်နေတဲ့ဒီကို sciences နဲ့တွေ့ဆုံပြီးတော့ဒီ content marketing content နဲ့ပတ်သက်တဲ့အကြောင်းတွေကိုဆွေးနွေးမှာဖြစ်ပါတယ်ဆိုတော့အခုဖိတ်ခေါ်ထားတဲ့ကိုစန်းဆက်လည်းရောက်နေဆိုတော့ကိုစန်းဆက်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်အခုလိုမျိုး invite တော့ဒါလက်ခံပေးရတဲ့အတွက်လည်းပထမဆုံးဒါကျေးဇူးတင်ပါတယ်ဟုတ်ကျွန်တော်ဘက်ကလည်းအခုလိုပြောခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအခုတို့ဒီ podcast ကတော့အဓိကတော့ online ပေါ်ကနေပြီးတော့အခုလိုမျိုးပေါ့နော်ဒီ knowledge sharing လုပ်နေသူတွေနောက်ပြီးတော့လုပ်ငန်းအောင်မြင်နေတဲ့သူတွေနဲ့တွေ့ဆုံပြီးတော့တစ်စုံတစ်ခုပေါ့နော်အကြောင်းအရာလေးအကျိုးရှိအောင်လို့မျှဝေပေးနေတဲ့အစီအစဉ်ပဲပေါ့နော်ဆိုတော့ဒီမှာလဲညီလေးဆိုလို့ရှိရင်လည်းဒါအခုကိုတို့တွေ့တာတော့ဒီတနည်းအားဖြင့် content နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုလုပ်နေရတယ်တွေ့ရပေါ့နော်ဆိုတော့အရင်ဆုံးမိတ်ဆက်ပေးပါဦးညီလေး intro လေးပေါ့ကိုလည်းသိပါအောင်ဒီရဲ့ဟုတ်လက်ရှိဘာတွေလုပ်နေလဲဆိုတော့ဒီအကြောင်းလေးပေါ့ဟုတ်ကဲ့အခုဒီ podcast ကိုနားထောင်နေကြတဲ့ကြည်နေတဲ့လူတွေအားလုံးကိုမင်္ဂလာပါလို့ပထမဆုံးပြောချင်ပါတယ်ဆိုတော့ကျွန်တော်နာမည်ကတော့ Science ပါအခုလက်ရှိတော့ကျွန်တော်ကဒီ content marketing specialist အနေနဲ့ content နဲ့ပတ်သက်တဲ့အဓိကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံဒီလုပ်ငန်းရှင်တွေပေါ့နော်အသေးစားလုပ်ငန်းရှင်တွေဒီတိုင်းကျွန်တော်တို့နိုင်ငံရဲ့တကယ် business တွေအတွက်ဒီ digital လမ်းကြောင်းပေါ်တက်ဖို့အတွက်လိုအပ်နေတဲ့လုပ်ငန်းတွေအတွက်ကိုကျွန်တော်အဓိက content strategy တွေအနေနဲ့အဓိကကူညီပေးဖြစ်တယ်ပြီးတော့ကျွန်တော် content marketing ဆိုတဲ့အတိုင်းပဲကျွန်တော်တို့အထက်မှာပါရဲ့စာရေးလည်းပါရဲ့ video လည်းပါရဲ့ visual လည်းပါရဲ့ဆိုတော့အဲ့ဒီအရာတွေအကုန်လုံးအတွက်ကိုကျွန်တော်အဓိက freelancer တယောက်အနေနဲ့ service ပေးနေတဲ့ content specialist freelance ပေါ့အဲ့အနေနဲ့ခုလုပ်နေပါတယ်ပြီးတော့ကျွန်တော်လက်ရှိcontent creator အနေနဲ့လည်းကျွန်တော်ရဲ့ TikTok မှာဆိုရင်လည်း Canva နဲ့ပတ်သက်တဲ့ content တွေ sharing လုပ်ပေးနေရယ်ပြီးတော့ YouTube တို့ပါအောင်မှာဆိုရင်ကျွန်တော် content တွေလုပ်နေရယ်ပေါ့နော်ပြီးတော့နောက်တစ်ခုဒီ2025မှာလည်းကျွန်တော်ကcontent writer တယောက်ရဲ့ lifestyle ပေါ့ lifestyle ဘယ်လိုမျိုးသွားနေလဲဆိုရယ် lifestyle ကိုလည်းကျွန်တော်ချပြဖို့အတွက် personal branding လည်းလုပ်နေပါတယ်ဆိုတော့ဒါတော့ကျွန်တော်အခုသွားနေရပါပြီးတော့နောက်တစ်ခုကကျွန်တော်တင်တန်းပေါ့နော်တင်တန်းလည်းဖွင့်နေပါတယ်တင်တန်းကတော့အဓိက content marketing နဲ့ပတ်သက်တဲ့ဟာတွေအဓိကcareer ပေါ်ရှောက်ရှင်တဲ့လူငယ်တွေအတွက်အဓိက train ပေးတဲ့ပုံစံမျိုးနဲ့သွားနေရပါဟုတ်ကဲ့ဟုတ်ပါကြီးလေးအဲ့တော့ဟောပေါ့အခုလည်းညီလေးဗီဒီယိုလေးတွေ့ပါတယ်တကယ်လည်း
qualifying video တွေပေါ့နော်တော်တော်လေးမိုက်တယ်ဒါကြရပါဆိုတော့အဓိကဟိုညီလေးအနေနဲ့ဒီ content ကြတော့ဘယ်လိုမျိုးစတိတွေ့ပြီးတော့ဒီလမ်းကြောင်းနဲ့ရောက်လာတယ်အဲ့ဒါလေးနည်းနည်းပြောပြပါလားဘယ်လိုလဲသိချင်ကျွန်တော်က content နဲ့ပတ်သက်ပြီးတော့စပြီးတော့ထိတွေ့ရအောင်ကျွန်တော်အရင်တော့လက်ဝဲနေတာဒီဇိုင်နာလုပ်တာအင်ကဟိုငယ်လေးလက်ဝဲနေတာလုပ်တော့ကျွန်တော်လည်းအလုပ်စလုပ်တော့အသက်16လောက်မှာလက်ဝဲနေတာဒီဇိုင်နာစပြီးတော့လုပ်တာအဲ့လိုနဲ့လုံရင်းထဲမှာကျွန်တော်ဒီ COVID ပေါ့နော် COVID မတိုင်ခင်တည်းကဒီ content တို့ပါဟိုရင်းနှီးနေရပဲဒါပေမဲ့ content ဆိုတာဘာလဲအဲစာရေးရပဲလားအဲ့လောက်ပဲကျွန်တော်သိတယ်ဟိုကြော်ညာကြီးပါအတွက်လောက်တာ advertising အတွက်လောက်တာပါအဲ့ဟာကျွန်တော်သိမသိသေးဘူးအဲ့တော့ဆိုရင်ဒီလက်ဝဲနာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနည်းနည်းပါကိုမှ knowledge ရှိလာကိုရေးရပေါ့ဒီအဲ့လောက်ပဲအရင်စလုပ်ဖြစ်တာအဲ့ဒါနဲ့ COVID နောက်ပိုင်းပေါ့နော် COVID ဖြစ်ပြီးတဲ့အချိန်ပေါ့ကျွန်တော်ဒီဘက်လက်ဝဲနာအလုပ်တွေနားလိုက်ရတဲ့အချိန်မှာတငယ်ချင်းတက်ရောက်ရဲပေါ့နော်အကူညီနဲ့ပေါ့ဒီလမ်းကြောင်းတွေကိုစရွေးရောက်တာโอเคအဲ့တော့ဘောတကယ် agency ကြီးတွေမှာလည်းလုပ်ခဲ့ရဆိုတော့ညီလေးအဲ့ဒါတွေရောဒီ full house တွေတင်ရောဘယ်လောက်လောက်ကြာအောင်လုပ်ခဲ့ရရှိလဲfull house ကောက်ကျွန်တော်တိတ်တော့မကြာလိုက်ဘူးဘာလို့လဲဆိုတော့ဒါဒီကျွန်တော်တို့အပြောင်းလဲအကြောင်းပေါ့နော်အပြောင်းလဲအကြောင်းကျွန်တော်တို့ဒီဟိုနေဘက်တွေပြောင်းလာရှိရဲအဲ့လိုမျိုးကြောင့်ကျွန်တော်တိတ်တော့မကြာလိုက်ဘူးဒါပေမဲ့ဟို full house အနေနဲ့လည်းကျွန်တော်အဲ team တွေနဲ့အလုပ်တူလုပ်ခဲ့ကျွန်တော်တချို့ brand တွေဆိုရင်လည်းကျွန်တော်အတူတူ team work လုပ်ခဲ့ကြရပေါ့နော်အဓိကကျွန်တော်အဲ့ full house ကဒီအဲ content writer အနေနဲ့လုပ်တာမဟုတ်ပဲကျွန်တော် account executive အနေနဲ့လုပ်တာပေါ့တချို့ โอ brand တွေเคဆိုရင်တော့ content ရေးရလေးရရှိတာပေါ့ဟုတ်ကဲ့ပါအဲ့တော့အကိုတို့ကြောင့်လည်းဒီ content လည်းအကြောင်းဒီကြောင့်လည်းခြေကျော်လက်ချော်ရောက်လာတာနော်ခြေကျော်လက်ချော်ရောက်လာတော့အဲ့တော့ဘာလို့ဆိုစပြီးငငယ်တုန်းကဘာဖြစ်ချင်လဲမင်း engineer ဖြစ်ချင်တာပေါ့နော် engineer လုပ်မယ်တကယ်လုပ်ခွင့်ရတဲ့အချိန်ကျတော့လည်းကိုယ့်ကိုသိတာကိုယ်နဲ့မကိုက်ဘူးဆိုတာသိသွားတော့လမ်းကြောင်းတွေကဒီလိုပဲစိတ်ကူးပေါက်ရည်ရှောက်လုပ်ပြီးနော်အဲ့မှာမီဒီယာလောကတွေကိုရောက်သွားပြီးတော့မှအကိုတို့အခုထင်ပါတယ်ဒီ The Roger ပေါ့နော်2014 15 16အဲ့လိုဝင်းကျင်ကြတော့မှဒီ BTOS ဆိုတာပေါ်လာအဲ့မှာ BTOS မှာကိုတို့ဘာမှလည်းမသိပါဘူးတကယ်ရင်တယောက်ကလာစားကောင်းနဲ့လာလို့ဆိုတာနဲ့ဝင်လို့တော့မှအဲ့ content ဆိုတဲ့စလုံးကျွန်တော်စချဘူးအခုနေနဲ့စထိတွေ့တယ်အဲ့မှာဆိုရင်ဒါကိုတို့ content editor လုပ်ရတာပေါ့ဒီကတော့ Facebook ကို fight အဲ့ဟောရီရမနိုင်ဘူးလေတော့ Facebook ကအခုထိဘယ်သူမှလည်း fight လုပ်မရဆိုတော့ဒါပေမဲ့ကိုတို့အတွေ့အကြုံတွေရတယ်အဲ့မှာစာရေးခြင်းအတွေ့အကြုံတွေ content ဖန်တီးခြင်းတွေနောက်ပြီးတော့ PR strategy ပေါ့လေလူပညာရှင်တွေကိုအကောင့်တွေလိုက်ဖွင့်ပေးရတာတွေပွဲ events လုပ်တာတွေကစလို့အခုထိတွေ့ခွင့်ရခဲ့တယ်ပေါ့နော်ဒါတွေကတော့ဒီ content ကိုတို့အတွက်ဒါမြေပြားခံတဲ့အကြောင်းရင်းနောက်ပိုင်းကျတော့လေ media feed ရလာဖြစ်တဲ့အတွက် media feed ရဲ့ပဲပြန်ဝင်ဖြစ်တယ်အဓိကတော့အဲ့လိုမျိုးကိုကအဲ့လိုဖန်တီးထုတ်လို့ရတယ်ကြိုက်တဲ့အခါကျတော့အဲ့လိုမျိုး producer ဆိုပြီးဝင်လုပ်တဲ့အခါမှာလည်းတစ်ဖက်တစ်လမ်းဝင်မရအောင်ဆိုပြီး content freelance ဝိုင်းအခုညီတို့လုပ်သူပေါ့နော် freelance content writer တွေလုပ်တာပေါ့ဆိုတော့အဲ့မှာစပြီးတော့မှကြိုက်လာတာပေါ့နော်ကိုဘယ်လိုကကိုဖန်တီးရတာလည်းကြိုက်တယ်ပြီးတော့ကိုဖန်တီးတဲ့အရာတခုကိုသူတို့အတွက်ပေါ့နော် value တခုရသွားတာလည်းကြိုက်တယ်နောက်ပြီးတော့အဲ့ဒါက payment တခုရနေတာလည်းကြိုက်တယ်ပေါ့နော်ဆိုတော့အားလုံးပေါင်းစုံလာတော့အဲ့တော့ညီရောလုံရင်းနဲ့ပြောသွားတာငကိုတွေကဒါကိုလုပ်ဖို့စဉ်းစားမိရတာကျွန်တော်လည်းလုံရင်းနဲ့ပျော်သွားလို့ပြောလို့ရတယ်။အမှန်တော့ကျွန်တော်လည်းဟိုလုံရင်းနာနဲ့ပတ်သက်တဲ့ဟာလေးရေးနေလဲစားနေပေါ့နော်။ဒါလည်းဒီလိုရှိရဲဆိုတာနဲ့လှုပ်ဖြစ်သွား။လှုပ်ဖြစ်သွားတဲ့အချိန်မှာတဖြည်းဖြည်းလုံရင်းနဲ့အဲ့လိုမျိုးကျွန်တော်ဒီ team တွေနဲ့လုပ်လို့ရတယ်ပျော်လာပြီးတော့ brainstorming လုပ်ရတယ်လည်းသဘောကျလာ freelance လုပ်တော့လည်းကျွန်တော် client ရဲ့ဒီပြဿနာတွေပေါ့နော်သူ့ဟာတွေကျွန်တော်ဖြေရှင်းပေးရတဲ့ဟာတဖြည်းဖြည်းပျော်လာအဲ့ဒါနေမှာတစ်စင်တဖြည်းဖြည်းနဲ့ဟိုဒီ plan တောင်းပေါ်ပဲဆက်ရောက်လာတယ်လို့ပြောလို့ရတယ်ဟုတ်တယ်ကြီးအဲ့လေတော့ကိုတခုဖြည့်ပြောချင်တာဟုတ်တယ်တတိကတော့ကိုတို့ကလေပြဿနာပေါင်း16000ဖြည့်ရှင်းနေရတဲ့သူတွေလိုပဲပေါ့နော် page error တွေပြစ်လိုက် sales မတက်လို့ဒါကို meeting ထားပြီးဆွေးနွေးလိုက်ဟလာတတိ team ကို manage လုပ်လိုက်ဒါရင်းနဲ့ပဲပြီးနေတာပေါ့နော်ဆိုတော့ဟိုပြောရင်တော့ကိုတို့လုပ်ကတော့နည်းနည်းတော့ကောင်းတော့တော်တော်ခြောက်တယ်နော်ကောင်းရှုံးမခံနိုင်တဲ့သူတွေအတွက်ဆိုရင်တော့ဒါအစားတွေကဒီလမ်းကြောင်းနဲ့မဝင်တာတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဆိုတော့ဒီအဲ့တော့အခုခုန marketing ဘက်လေးလှည့်ချင်တာပေါ့ဆိုတော့ဒီလေးကလည်းခုန marketing နဲ့ပတ်သက်ပြီးတော့တကယ်ကို specially လို့လည်းပြောရပေါ့အဓိကအဲ့ဒါနဲ့ပတ်သက်ပြီးလုပ်နေသူလည်းဖြစ်တယ်ပေါ့နော်အခုတို့လည်းဒါနောက်ပိုင်းမှာဆိုလို့ရှိရင် client တွေကို content marketing လုပ်ဖို့အများအား force ပေးရတာ force ပေးရတာမဟုတ်ဆိုတော့အခုခေတ်အနေထားကိုပြန်ကြည့်တဲ့အခါမှာလည်းတနည်းအားဖြင့်ပေါ့နော်ပုံမှန်သမယိုးချသွားလို့မရတော့ဘူးပေါ့နော်ဟို post တင်ဈေးအောင်လည်းမရတော့ဘူး boost ဈေးအောင်လည်းမရတော့ဘူးပေါ့အဲ့တော့ boost ရဲ့ revenue တွေအရင်ကျလာတယ်နောက်ပြီးတော့CPR တွေကအရင်ခုန်တက်သွားတဲ့အခါမှာလုပ်ငန်းရှင်တွေကအခုလိုမျိုးဒီ online ပေါ်မှာ brand တစ်ခုတိစောက်တာတွေ content marketing လုပ်တာတွေမလုပ်ခဲ့ဘူးဆိုပြီးအခုချိန်မှာရေရှည်အတွက်ကအဆင်မပြေတော့ဘူးအပိုင်းတွေရှိကြအောင်
ဒီလျော content marketing ကိုဘယ်လိုမျိုးလေးခံယူထားလဲเนาะပြီးတော့လက်ရှိမှာလည်း content marketing အတွက်ပေါ့နော်ဘာတွေလုပ်နေရရှိလဲအဲကျွန်တော်အဓိက content marketing ဆိုတော့ဘယ်လိုမျိုးခံယူလာလဲဆိုတော့ကျွန်တော် communicate လုပ်တာပေါ့ဒါပေမဲ့ကျွန်တော်ဒီ selling မဟုတ်ပဲね communicating without selling ပေါ့အဲ့ဟာကအဓိက content marketing ရဲ့အဓိကkey လို့ပြောလို့ရတယ်ပြောတော့ကျွန်တော်ကဒီ content marketing ကိုပေါ့နော်တချို့ဒီသိရလူလည်းရှိတယ်တချို့မသိရလူလည်းရှိရပေါ့တချို့ကျတော့လေ content marketing ကိုကျွန်တော်ပုံနေစာရေးရ post တွေတင်တယ်ဒီဟာကိုအဓိကသွားကြပေါ့ဆိုတော့ကျွန်တော်ခံယူလာတာအစားဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကဒီ brand တစ်ခုရဲ့ page တစ်ခုပဲဖြစ်ဖြစ်ဒီ brand တစ်ခုရဲ့ဒီ channel တစ်ခုပဲဖြစ်ဖြစ်တွားကြည့်လိုက်မယ်ဆိုရင်ဗျာရောင်းတဲ့ post တွေပေါ့ဒီတိုင်းဒီပစ္စည်းရောင်းတယ်ကြော်ညာတယ်အဲ့လို post တွေမြင်နေရတာထက်စာရင်ကျွန်တော်တို့ဒီ content တွေဖြစ်တဲ့စာနဲ့ content တွေပဲဖြစ်ဖြစ် video တွေပဲဖြစ်ဖြစ် visual တွေပဲဖြစ်ဖြစ်အဲ့လိုဟာတွေကိုကျွန်တော်ကမြင်နေရအဲ့ဒါဆိုရင်ကျွန်တော်က page ကိုတန်းပြီးတော့သူ့ရဲ့ page ကိုကျွန်တော်ကတတိထားမိသွားမယ်အဲ့ဒါပြီးသွားတဲ့အချိန်ကျရင်အဲ့ page ကနေပြီးတော့လုပ်နေတဲ့အကြောင်းကြောင့်ကျွန်တော်ပို့ပြီးတော့သိချင်လာမှာပုံမှန်ထပ်ပို့ပြီးတော့သိချင်လာမှာအဲ့ဒါနေပြီးတော့ကျွန်တော်ဟိုမှွေနှောက်မယ်ပေါ့အဲ့ဒါနေမှာတစ်ဆင့်ကျွန်တော်ကဒီ content တွေ video တွေကနေပြီးတော့ကျွန်တော်တို့လိုအပ်နေတဲ့အကြောင်းအရာတွေပြီးတော့ကျွန်တော်တို့အခက်အခဲဖြစ်နေရပေါ့နော်ကျွန်တော်တို့အခက်အခဲဖြစ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ solution တွေကိုကျွန်တော်ကတွေ့သွားတယ်။ Okay အဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကမြင်နေရတဲ့အတွက်ကြောင့်မို့လို့ဒီ brand ဒီကျွန်တော်တို့ကိုအများကြီးအကူအညီဖြစ်စေရအများကြီးဖြည့်ရှင်းချက်တွေရစေရအဲ့လိုခံစားချက်ကိုကျွန်တော်ကစပြီးရတာအဲ့ဒါနေမှာစဉ်ယုံကြည်မှုကလည်းရတာအဲ့ဒါနေမှာသစဉ်ကျွန်တော်ကဒီ connection တစ်ခုရသွားပြီးတော့တခြားနောက်ပိုင်းကိုယ့်ရဲ့ဒီ sales နဲ့ပတ်သက်တဲ့ဟာတွေတင်တဲ့ချိန်မှာလည်းဒီ connection ကြမယ် audience တွေကကိုယ့်ရဲ့ customer တကယ် customer ဖြစ်လာတဲ့ပုံစံမျိုးတွေအဓိကသွားကြတာပေါ့အဓိကကျွန်တော်က content marketing ကိုအဲ့လိုမျိုးလေးအဓိပ္ပာယ်ရှိနေတော့ကျွန်တော်ခံယူရတဲ့ဟုတ်တယ်ကြီးလေဟုတ်တယ်အဲ့ဒီကတော့ content marketing ကလည်းအဲ့လိုပေါ့နော်ချက်ချင်းရောင်းဖို့တော့မဟုတ်ဘူးပေါ့ဒါလည်းကိုတို့ client တွေကိုရှင်းပြရတာပေါ့နော်နည်းနည်းအချိန်တော့ပေးရမယ်အဓိကတော့ခုနပြောသလိုပေါ့ယုံကြည်မှုတစ်ခု trust building တိစောက်တယ်လို့ပြောရင်လည်းရတာပေါ့နော်ဆိုတော့လူတွေကလည်းခုနောက်ပိုင်းမှာဒါယုံကြည်မှပဲဝယ်တော့တဲ့နေတာတွေဖြစ်နေတဲ့အခါကျတော့ကိုတို့ကသူတို့လိုအပ်တာနဲ့ကိုလိုချင်တာနဲ့ကွက်တိကြအောင်ဖန်တီးရတာမျိုးရှိလာတယ်ပြီးလို့ရှိရင်ဒီတနည်းအားဖြင့်ပေါ့နော်ဟို content နဲ့ပတ်သက်ပြီးတော့လည်းဒါပုံစံမျိုးစုံလုပ်ရတာအပိုင်းကြီးရှိတာပေါ့နော်ဆိုတော့ direct ကြီး sales ကိုသွားရမျိုးမဟုတ်ဘူးနဲ့လူတွေရဲ့ယုံကြည်မှုအတွက်ကို content ကောင်းနေနဲ့ create လုပ်ကြရပေါ့ဆိုတော့အခုလည်းပဲပွင့်လင်းပြောရင်ဒီ content marketing လုပ်လို့ပဲဒါဒီအချိန်ကြီးသွားနိုင်တယ်လို့ပဲပြောရမှာပေါ့နော်။ဆိုတော့အရင်ကတော့အခုလည်း content marketing လုပ်လို့လုပ်မှန်းတော့မသိပါဘူး။ဒီတိုင်းပဲဒီ post တွေတင်တာရှိတယ်။နောက်ပြီးရင်ငါစာတင်တော့မယ်လို့ဆုံးဖြတ်တဲ့အချိန်မှာရုပ်တော့ထွက်ပြမှရတော့မယ်ဆိုပြီးတော့အဲ့တော့ဗီဒီယိုတွေရိုက်လာတယ် live တွေလွှင့်လာတယ်။ငါအဲ့လို seminar တွေပါလုပ်လာတဲ့အခါကျတော့မှတနည်းအားဖြင့်ရုပ်တွေပါထည့်သုံးလာတယ်ပေါ့နော် virtual အဲ့မှာနောက်ပိုင်းကျတော့ငါလုပ်နေရတာရဲ့ content marketing ပြီးတော့ဒီလို content marketing လုပ်တဲ့အတွက်လည်းလူတွေပိုသိလာတယ်ပိုယုံကြည်လာတယ်wall of marketing တွေဖြစ်လာတယ်ဒီကမှတစ်ဆင့်အခုလိုမျိုးရှိ sustain ဖြစ်တယ်ဆိုတဲ့သဘောတရားမြင်လာတာပေါ့နော်ဆိုတော့ညီလေးရောလက်ရှိမှာကိုယ့်ရဲ့ page အတွက်ဘယ်လို content marketing တွေလုပ်ဖြစ်လဲဟုတ်ဒါကျွန်တော်အခုသွားနေတဲ့အရာတွေတော့ဟိုမြင်လဲမြင်ကြပါလိမ့်မယ်ဟိုကျွန်တော်ဒီအကလက်ရှိအဲကျွန်တော်တင်တန်း page ပေါ့တော့တင်တန်း page ဆိုရင်ကလုံးဝ0ကနေပြီးတော့စတာ0ကနေစပြီးတော့ကျွန်တော်ဘာ investment မှမရှိဘူးကျွန်တော်အကုန်လုံးကိုယ့်ဘာကိုတယောက်တည်းစပြီးတော့ဒီ content marketing strategy ကျွန်တော်ကိုယ့်ဘာကိုတည်ဆောက်တယ်ပြီးတော့တောက်လျှောက်ပေးနေလုပ်တယ်ဆိုတော့ဒါတော့အမြင်သာဆုံးပြရတဲ့ပုံစံမျိုးလေးပေါ့အဓိကအဲ့ဒီထဲမှာသွားကြည့်လိုက်ရင်အဓိကသူလိုအပ်တဲ့ပေါ့နော်ဒီ audience လိုအပ်တဲ့အရာကိုကျွန်တော်ချပြထားတယ်ပြီးတော့ကျွန်တော်ဒီ real estate ဆိုရင်လည်း series လိုက်ကျွန်တော်လောက်လာနောက်ပိုင်း video လေးလောက်လာတူလေးသူ့အတွက်ကိုတကယ်ဒီ connection တခုရမယ်ပုံစံမျိုးလေးကျွန်တော်စပြီးတော့ဖန်တီးလာရပေါ့အဓိကအဲ့ဟာလောက်တဲ့အချိန်မှာကျွန်တော်ကဘာမှအကျိုးမြတ်တော့အရင်သွားပြီးတော့ဟိုဒီတော့မှမျှော်မှန်းတာလို့မရအောင်အဲ့ချိန်မှာကျွန်တော်ကတောက်လျှောက် value တွေကိုပေးနေရတဲ့ပုံစံမျိုးသွားတာပေါ့ဒါတော့ကျွန်တော်ရဲ့လက်ရှိဟိုဟာနဲ့ပတ်သက်ပြီးတော့သွားအရှိမဆိုရင်ကျွန်တော်ဒီ client တစ်ယောက်ပေါ့နော်သူကလုံးဝဒီသူ့ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပုံမှန်လေး active ဖြစ်ရှင်တဲ့အပိုင်းရှိတယ်ပြီးတော့သူပုံမှန်သွားနေနေမှာမတူတဲ့ပုံစံမျိုးနဲ့သူ့လုပ်ငန်းကိုသွားတဲ့ပုံစံမျိုးလေးလုပ်ချင်တယ်ဖြစ်ချင်တော့သူ့ရဲ့လုပ်ငန်းကလည်းcontent idea ရှားရလို့ပြောလို့ရတယ်အဲ့ဒီအချိန်မှာကျွန်တော်လည်းတွေ့ပြီးတော့ content marketing ဆိုပြီးတော့စပြီးတော့ strategy နဲ့သွားတယ်6လလောက်တော့မှန်းလာပြီမယ်2လကျော်လောက်နဲ့အဲ့ strategy အလုပ်ဖြုတ်သွားဟုတ်အာအဲ့ဒီအဲ့လိုမျိုးတွေတော့တောက်လျှောက်ကျွန်တော်လုပ်ခဲ့ရရှိအခုလက်ရှိအထိလည်းကျွန်တော်လက်ရှိလက် client တွေကိုလည်းအဲ့ဒီပုံစံအတိုင်းနေနေပဲပေါ့နော်ဟိုတစ်ခုနဲ့တစ်ခုကပုံစံမတူဘူး audience ပေါ်မူတည်ပြီးတော့ content ပုံတင်ဆက်တဲ့ပုံစံတွေကပြောင်းလဲသွားတာပဲအဲ့လိုပုံစံမျိုးနေတော့ကျွန်တော်သွားနေရတယ်ဆိုတော့ okay ကြီးလေးအဲ့တော့အဲ့လိုမျိုးစိတ်ရှည်တဲ့ client တွေတွေ့ရင်တော့လေဟိုစိတ်ချမ်းသာတာပေါ့နော်
ဆိုတော့ဘာပြောအဲ့လိုမျိုးဟိုဘာပေါ့တိုင်းလိုင်းတစ်ခုမှာကိုတို့က step by step တက်ကြမယ်ဆိုရင်ထားပါ6လလောက်တော့ကိုတို့အနည်းဆုံးအချိန်ယူရမှာနော် content marketing လုပ်ပြီးတော့ကိုယ် brand တစ်ခုနဲ့မြင်ဖို့ဆိုရင်ဆိုတော့အဲ့ဒီအနေအထားမှာချိုးချောက်လဲလုံးဝမှမခံနိုင်နိုင်ရှိရပါတော့ဆိုတော့တောက်မခံနိုင်ပြီးတော့ဒီကိုတို့ရဲ့ဒီအာ digital ရဲ့သဘောတရားတွေ content marketing သဘောတရားတွေနားမလည်တာတွေလည်းရှိတယ်ညီတို့တွေကြုံဘူးမှာပေါ့ဘာလို့ဆိုတော့ဟိုတလားထားပါတော့လာကုန်ပြီဆိုရင်သူတို့ report တင်တဲ့အခါကျရင်သူတို့ရဲ့စိတ်ထဲမှာအာ sales ကိုပဲသူတို့ကကြည့်တယ်အခုတို့ကျတော့ sales ကိုမကြည့်ဘဲနဲ့ခုမှစတဲ့ brand တစ်ခုအနေနဲ့ဒါ awareness တွေဘယ်လောက်ရှိလဲလူဘယ်လောက်သိသွားစသဖြင့်ဒါတွေကိုကြည့်ကြတယ်ပေါ့နော်ဆိုတော့အဲ့မှာနေစလွဲတာတွေရှိတယ်ပေါ့နော်နောက်တစ်ခုကတနည်းအားဖြင့်ပေါ့နော်ဟိုခုနပြောသလိုလူမသိဘဲနဲ့ရောင်းဖို့ဆိုတော့လေဘယ်သူမှလည်းမတက်နိုင်လူရင်သိအောင်လုပ်ရတာပေါ့နော်အဲ့အစ်စ်တွေကိုလည်းဒါလုပ်ငန်းရှင်တွေဘက်ကလည်းသိနားမလဲအပိုင်းတွေအခုတို့ကြုံခဲ့ရရှိတယ်ပေါ့နော်ဆိုတော့ဟိုပွင့်လင်းပြောရတော့ကြီးလေအခုမှ client တရားရှိရင်တရားလုံးတော့ content marketing လုပ်ပါလို့ပြောနေပေမဲ့သူတို့အနေနဲ့စိတ်ဝင်စားပါရှိတယ်အဲ့ညီလေးရောဘယ်လိုထင်လဲလုပ်ငန်းရှင်တွေကဘာကြောင့် content marketing ကိုမလုပ်ဖြစ်ကြရလဲဘယ်လိုမြင်မိလဲอืมမလုပ်ဖြစ်ကြရလဲဆိုတော့ကျွန်တော်အမြင်အရာတော့ဒါကိုကျွန်တော်တို့ဟိုတေချာလေးပေါ့နော်သူတို့နားလည်အောင်လဲကျွန်တော်တို့ဒီလုပ်နေတဲ့ professional တွေဘက်ကနေပြီးတော့တေချာတချို့ရှင်းပြဖို့ဟိုလိုတဲ့ဟာလေးလည်းရှိမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်မှန်တာအဲ့ပေါ့ကျွန်တော်လည်းဟိုရှင်းပြရတာပဲကျွန်တော် client နေဆိုရင်အချိန်တော်တော်ယူရတယ်စကားလဲဆိုတော့ ဟုတ်တယ်အဲ့လိုပြောပြပြီးတော့မှကျွန်တော်တေချာရှင်းပြတာပေါ့တေချာရှင်းပြပြီးတော့မှဟိုသူတို့ဒီလိုလေးလုပ်ကြည့်ပါဒီလိုလေးလုပ်ရင်တော့ဒီလိုပဲဇက်လေးရလာလိမ့်မယ်ပေါ့အဲ့လိုမျိုးကျွန်တော်တေချာနားလည်အောင်တော့ရှင်းပြရပြီးတော့သူတို့လည်းကျွန်တော်ဟိုတတ်မှတ်ထားတဲ့အချိန်တစ်ခုအတွင်းမှာတေချာလေးရောဟိုတက်တေရောပြရတာပေါ့အဲ့အနေမှာစပြီးတော့ပဲသူတို့တဖြည်းဖြည်းနဲ့ဒီဟာကိုလက်ခံလာတဲ့ပုံစံမျိုးပဲဖြစ်သွားတာပါတယ်လေအဲ့တော့group ကလည်း group ဘက်ကလည်းတခြားတော့ဟိုပါပေါ့နော်ဟို strategy ကြတော့လုံနိုင်ဖို့လည်းလိုတာပေါ့နော်ဆိုတော့ဘာလို့ဆိုတော့ဒီ content marketing မှာလည်းဟို group တင်တဲ့ post တိုင်း strategy မိနေဖို့လိုတယ်လीနော်ဟိုဆိုတော့ပေါက်ကြီးရဲ့တခုမှတင်တာမပါဘူးဆိုတော့သူ့အနေနဲ့သူချိတ်ဆက်လေးနဲ့သွားဖို့လိုတယ်နောက်ပြီးရင်ဒီလုပ်ငန်းရှင်တွေဘက်ကလည်းgroup ပေါ်မှာအပြန်အလှန်နားလည်မှုပေါ့နော်ဒါလေးရောလိုအပ်တာပေါ့ဆိုတော့ဟိုနောက်ပိုင်းမှာလည်းတချို့group မြင်တာပေါ့နော်ဟို content သူတို့ example လည်းပေးပါတယ်ဗာလဲဆိုတော့တချို့လုပ်ငန်းတွေကြည့်လိုက်ပါနော်ဥပမာကျွန်တော်မျက်စိထဲမှာဆိုတာကလေးပစ္စည်းရောင်းတဲ့သူတွေနောက်တချို့တနည်းအားဖြင့်ပေါ့ဘယ်လိုပြောလဲအဝတ်ထည်ပေါ့နော်ဟိုရောင်းနေတဲ့သူတွေပေါ့ရောင်းအဝတ်ထည်ဆိုတာတနည်းအားဖြင့်အထည်ချုပ်လုပ်ငန်းလုပ်တဲ့သူတချို့ပေါ့ကြည့်လိုက်ပါပေါ့နော်နာမည်တော့တက်မပြောတော့ဒါပေမဲ့သူတို့ဆိုလို့ရှိရင်ဗျာဟို content marketing လုပ်တာအရင်မိုက်တယ်ပေါ့နော်ဟို entertain ဖြစ်တယ်လူတွေကိုရောင်းနေတယ်လို့မခံစားဘူးဗျဥပမာဟိုကျွန်တော်သဘောကျတဲ့ဒီကလေးပစ္စည်းရောင်းတဲ့တယောက်ဆိုလို့ရှိရင်သူကိုယ်တိုင်ဆော့ပြရတယ်ကြီးကောင်ကြီးမနဲ့ဆော့ပြရတယ်ဒါပေမဲ့သူဆော့တာကကျွန်တော်တို့ကိုယ်တိုင်လိုက်ဆော့ပြန်ခံစားချက်ကအဲ့လို entertain ရမ်းဖြစ်တယ်ပြီးတော့လူတွေကိုဖျော်ဖြေမှုပေးတယ်အဲ့တော့တခုခုဆိုရင်ဗျာလက်ဆောင်ပေးဖို့ကျွန်တော်တူလေးတူမလေးကိုလက်ဆောင်ပေးဖို့ဝယ်ပေးဆိုရင်တခုခုဆိုသူ့စီကပဲမှာကျင်တော့ရဆိုရင်ခံစားချက်ကြီးရလာတာပေါ့ဆိုတော့ဒါမျိုးပေါ့အဲ့တော့ဟိုဥပမာထားတော့လုပ်ငန်းတိုင်းမှာတော့ content marketing ကတော့ရတယ်ဒါပေမဲ့လုပ်ငန်းရှင်တွေဘက်ကအဲ့တော့မြင်ဖို့လိုတာပေါ့နော်ဆိုတော့ခုနကဒီအထည်ချုပ်လုပ်ငန်းလုပ်တဲ့သူတွေဆိုတော့တာဝန်အပြည့်ကျွန်တော်ဆိုလို့ရှိရင်ဒီမြင်တာအထည်ချုပ်လုပ်ငန်းဆိုလို့ရှိရင်ကိုရှိတဲ့အထည်တင်ပြီးတော့ဈေးနှုန်းတွေနဲ့တရားနေကြတယ်များတာပေါ့နော်ဒီလိုပဲသွားတယ်ဘယ်လိုတင်လဲတော့မသိဘူး Facebook page ကြီးကိုသူတို့ရဲ့ဘယ်လိုခေါ်မလဲတင်းတင်းဘယ်လိုပုံစံတင်လဲတော့မသိဘူးတင်းတင်းအဲ့အထည်တွေပဲတင်ပြီးရောင်းနေတာတွေ့တယ်ပေါ့နော်ကျွန်တော်ကတော့အမှန်တိုင်းမှာအဲ့လိုကြီးပုတ်ပြီးဝယ်တာစိတ်မရှိဘူးတကယ်နဲ့ဝယ်ဆိုရင်လည်းအဲ့လိုမျိုးပေါ့ website တွေမှာပဲသွားဝယ်တော့မှာပေါ့ကြည့်ရလဲအဆင်ပြေဒါပေမဲ့ရောင်းအဲ့လိုမျိုး post တွေဈေးရောင်းတဲ့ post တွေတင်ပြီးတော့ post page ကိုတနည်းအားဖြင့်ဖောင်းပေါအောင်လုပ်နေသူအများကြီးရှိတာပေါ့နော်ဆိုတော့ဒါပေမဲ့တချို့ကျတော့ထူးခြားတာဘာတွေ့လဲဆိုတဲ့အခါကျတော့တနည်းအားဖြင့်အဲ့လိုအထည်နဲ့ပတ်သက်တဲ့အကြောင်းအရာသိမတင်မယ်နဲ့သူ့ရဲ့personal brand ပဲပြောမလားပေါ့နော်ဒီသူ့ရဲ့ content marketing လုပ်တဲ့ပုံစံနဲ့ထူးခြားတယ်ဥပမာငွေ10သိန်းနဲ့အထည်ချုပ်လုပ်ငန်းဘယ်လိုစမလဲဆိုတာမျိုးတွေတနည်းအားဖြင့်အထည်ချုပ်လုပ်ငန်းလုပ်တဲ့အခါမှာစက်ပနလုံးနဲ့ဝယ်တင်လေအစပ်ပြီးမိကုန်းနေဖြည့်ရင်းနဲ့ပဲကိုပဲသူ့ကိုယ်သူ content နေနဲ့ပြန်တိဆောက်တဲ့အပိုင်းတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါတွေကအတူယူဖို့ကောင်းတာပေါ့နော်ဆိုတော့ညီလေးဆိုရင်ရောcontent marketing လုပ်တာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးသူတွေကိုအတူယူပြတာရှိတယ်ကိုကြိုက်တဲ့ content marketing process တခုရှိတယ်ဆိုလည်း sharing လုပ်ပေးပါဟုတ်ကျွန်တော်ကခုနကအဲ့လို connection တစ်ခုကိုတည်ဆောက်နိုင်တဲ့ brand တွေဆိုရင်တော့ကျွန်တော်သဘောကျအဲရှိပါတယ်ခုနကဟိုဟာအဲ့ကလေးပစ္စည်းရောင်းတဲ့ brand လို့ဆိုရင်လည်းကျွန်တော်သဘောကျတယ်နော်ဘာလို့ဆိုတော့ငယ်တုန်းကကျွန်တော်တို့လည်းကလေးနဲ့ပတ်သက်တဲ့ဟာတွေစော့ခဲ့ရတယ်ဆိုပေမဲ့ဟုတ်တယ်အဲ့လောက်ကြီးစုံလင်လေးကိုကျွန်တော်ကဟိုမသိချက်ချင်းမကြော်ပြစ်ဘူးလေနော်အဲ့မှာရက်ပြီးတော့အကြာကြီးကြည့်ပြစ်တယ်ဟုတ်အဲ့လိုမျိုး connection တစ်ခုတည်ဆောက်နိုင်တဲ့ဟာလေးဆိုတော့မဆိုပြီးတော့တချို့ဟိုဟာဆိုရင်ပေါ့နော်ဒီနောက်ပိုင်းတချို့ကျွန်တော်လူငယ်ဆန်တဲ့ brand တွေပေါ့နော်လူငယ်ဆန်တဲ့ brand တွေဆိုရင်သူသွားတဲ့ content marketing ပုံစံလေးအရင်သဘောကျတယ်အဲတော့ SIS ပါမှာဟိုပါဟိုစလူငယ်ဆန်တဲ့
brand တွေclothing brand တွေပြီးသွားရင်တခြားဒီဆိုင်တွေ coffee ဆိုင်တွေအဲ့လိုမျိုးသွားတဲ့ပုံစံလေးကိုကျွန်တော်သဘောကျ coffee ဆိုင်ဆိုလည်းဒီ menu တစ်ခုတည်းတော့သူကပြောနေအောင်မဟုတ်ဘဲနဲ့ဒီခံစားချက်ပေါ့ကျွန်တော်ကနေပူထဲကနေလာမယ်ဘာရွေးရမယ်မသိဘူးအဲ့ဒီအချိန်မှာဒီ coffee ရဲ့ page ကနေပြီးတော့ကျွန်တော်တို့ဒီရာသီဥတုအတွက်အကန့်အညီဆုံး coffee ဆိုပြီးတော့ကျွန်တော်ပြော comment ပေးတာ okay အဲ့ဒါဆိုအဲ့ဒီဆိုင်ရောက်ပြီဆိုတော့အဲ့ဒီ coffee ကိုတွားပြီးတော့တောက်ဖို့အတွက်ကကျွန်တော်တို့ကောင်းထဲမှာတစ်ခါစိတ်ကောင်းထဲမှာရောက်နေပြီဒါအဲ့လိုမျိုးပုံစံမျိုးလေးဆိုတော့ကျွန်တော်တော်တော်လေးအတူတူဖြစ်တယ်အဓိကဒီ clothing brand တွေသဘောကျလာတယ်ပြီးသွားရင်ဒီကျွန်တော်တို့ငယ်ဘဝနဲ့ပတ်သက်တဲ့ဟိုအရာလေးပေါ့ဥပမာခုနကပြောလို့ခလေးသုံးဆောင်ပစ္စည်းပေါ့အဲ့လိုမျိုးဟာလေးသဘောကျလာပြီးဒီအစားအသောက်နဲ့ပတ်သက်တဲ့အပိုင်းတွေလည်းသဘောကျလာအစားအသောက်နဲ့ပတ်သက်တဲ့အပိုင်းတွေဆိုရင်တော်တော်လေးကောင်းလာဓာတ်ပုံလေးတေချာရိုက်ပြီးတော့အဲ့လိုမျိုးလေးတေချာလေးလောက်လာကြရပုံနော်အဲ့ဒီပိုင်းတွေဆိုတော့ကျွန်တော်ဒီလက်ရှိ local ထဲမှာဆိုရင်တော့အဲ့ဟာလေးကိုတေချာလေးအတူဖြစ်တယ်ဟုတ်ဟုတ်တယ်လေအဲ့တော့တချို့အဲ့လိုပေါ့တချို့ဟုတ်တယ်အဲ့ coffee ဆိုင်လေးကိုသတိထားမိရရှိရနာမည်ကြီး coffee ဆိုင်သူတို့ဆိုလဲတကယ်ကိုမှဟို band mic တွေပေါ့နော် content creation အစသူတို့သွားတဲ့ campaign idea တွေအစဟိုပြန်တွေ့ရပိုင်းတွေတော့ရှိတာပေါ့နော်ဆိုတော့ဟိုလုပ်ငန်းတိုင်းကတော့လေ content marketing လိုအပ်တယ်ဒါပေမဲ့ content marketing လုပ်တဲ့အခါမှာလေအခက်အခဲတွေတော့ရှိကြတာပေါ့နော်ဆိုတော့ကခုနပြောသလိုပေါ့အခုတို့တင်နေတဲ့အကြောင်းအရာတွေကသူတို့နဲ့ relevant ဖြစ်ပါမလားနောက်တစ်ခုကညီလေးပြောသလို connection ပြီးပါမလားဆိုတာတွေကလည်းအရင်ပြန်ဆန်းစစ်ရအောင်အဲ့ဒီမှာကိုတို့ဆိုရင်တော့ BRC နဲ့တိုင်းတာရှိတာပေါ့နော် BRC ဆိုတာဒီဘောလုံးကတဲ့နေရာမှာတိုင်းနေတာမဟုတ်ဘူးကြည့်ရတာမဟုတ်ဘူးအဓိကတော့ B ကတော့ value ပဲဟုတ်လားကိုတင်တဲ့ content ကတကယ်ကိုမှတန်ဖိုးရှိတဲ့ content ဖြစ်လာခုနပြောသလိုဟိုတန်ဖိုးရှိရဆိုတာဗျအမျိုးစုံရှိနိုင်တယ်ဆိုတာကပျော်ရွှင်စရာလားကိုယ့်ရဲ့ knowledge လားဒါမှမဟုတ်လည်း happiness တခုခုပေါ့နော်အဲ့လိုမျိုးတန်ဖိုးရှိရတခုဆိုရင်ကိုကမကြော်ပြစ်တော့ဘူးနော်မကြော်ပြစ်တော့ခဏအနားလေးမှာအချိန်ပေးပြီးကြည့်ဖြစ်တယ်ဆိုတဲ့ခံစားချက်ပေါ့အဲ့လိုဖြစ်ရတာပြန်ဆန်းစစ်တယ်ပေါ့နော်နောက်တစ်ခုကအားကြတော့ relevant ပေါ့ကိုတင်တဲ့အကြောင်းအရာကကိုယ့်ရဲ့ target audience နဲ့ကိုယ့်လုပ်ငန်းနဲ့တက်ဆိုင်အောင်တက်ဆိုင်ရင်တချို့လုပ်ငန်းရှင်တွေရှိရတော့ကြုံဘူးလားတော့မသိဘူးအဲ့လိုမျိုး engagement ကောင်းရင်ပြီးတော့ဆိုပြီးတော့အများကြီးလျှောက်တယ်ကိုအသေးအတန်ပြောအခုဒါကတော့နာမည်တက်ပြီးပြောပိုင်ခွင့်မရှိသူတို့လည်းတင်မြန်ပြီးနာမည်တက်ပြီးပြောပိုင်ခွင့်မရှိမဟုတ်သူများ idea ကြီးကို direct ကြီးကူးချတဲ့ဆိုင်ကိုယ့်အကိုပြန်ပြီးတော့ trend ကူးလောက်တာကိုကောင်းတာပေါ့ဒါမျိုးလဲကိုတို့ကပြောရတာမဟုတ်ရင်ကိုတင်တဲ့အကြောင်းအောင်နဲ့ကိုလုပ်ငန်းတွေကဘာမှ engagement ရအောင်တက်ပဲဆိုရင်တော့အဆင်မပြေဆိုတော့ဟိုလုပ်ငန်းရှင်တွေရဲ့စိတ်ထဲမှာကကြတော့ follower တက်လာရင်ပြီးရောသူ page လေးမှာ share နေပြီးရောဆိုခံစားကြောဒါပေမဲ့အဲ့ကိုကို follow ထားတဲ့သူတွေကကိုယ့်စီကဝယ်မဲ့သူတွေမဟုတ်ဘူးအလကားပဲအခုကြုံဘူးတယ်9သိန်းလောက်ရှိတဲ့ page လိုက်ရှိတဲ့တခုကိုကင်နေအရွှေတန် page တခုဒါပေမဲ့အဲ့ page ကဟိုတနည်းအားဖြင့်ရွှေဝယ်မဲ့သူတွေမဟုတ်နေအတိုင်းပတ်တယ်ပေါ့ဆိုတော့ဟိုပြောမယ်ဆိုလို့ရှိရင်ပြန်ပြီးတော့အစ်စ်တွေရှားရဲဆိုတဲ့ပုံစံမျိုးတွေရှိတာပေါ့အဲ့တော့ဆိုတော့အားကတော့ relevant ဖြစ်တဲ့ content တွေတင်ဖို့ပေါ့နော်တခု C ကတော့တနည်းအားဖြင့်ပေါ့နော်ဟို consistent ပေါ့အရေးကြီးတာပေါ့နော်ဟိုခုန marketing မှာတော့ရက်လိုက်သွားလိုက်တော့လုပ်လို့မရဘူးပေါ့နော်ဟိုအဓိကတော့ဟိုပေါ့ရက်ကြည့်သွားလို့ပြောပုံမှန်ဟိုရက်လိုက်ပြီးရင်ကိုယ်လုပ်ငန်းကိုပြန်ကြည့်လိုက်ပြီးလို့ချင်းဆက်သွားလိုက်ပေါ့ဆိုတော့အဲ့လိုမျိုးပုံစံနဲ့သွားနိုင်မှုတော့တူဆိုတော့ညီလေးအနေနဲ့ရောဒီ content marketing မှာဘယ်လိုမျိုးတွေတနည်းအားဖြင့်ပေါ့တတိထားစရာဆိုရင်ဘာတွေရှိမှထင်လဲလုပ်ငန်းရှင်တွေဒီအဆင်ပြေဖို့အတွက်ဆိုရင်ဘာတွေနဲ့ပြန် check လုပ်ပေးဖြစ်လဲပေါ့ကျွန်တော်ခုနကဆရာပြောလိုပါပဲအဓိကအဲ့ဒီအချက်တွေပါပဲကျွန်တော်တို့အဓိကသွားရတဲ့ဟာရောက်အဲ့လိုဟာတွေကပုံများပါအဓိက target ကိုပြန်ကြည့်ရဲ့အပိုင်းနေပြီးသွားရင်တန်ဖိုးရှိလားတန်ဖိုးရှိတဲ့အရာတွေပြောနေလားစသဖြင့်ပြီးသွားနောက်တစ်ခုကအဲကျွန်တော်တို့ဒီတခြားဒီ trans တွေပေါ့အဲ့ trans တွေနောက်ကိုလည်းကျွန်တော်ကပြန်ပြီးတော့ကြည့်ရပြန်အဲ့ခုနကဆရာပြောလို့ trans တွေနောက်မှာပြန်ကြည့်ရဲဆိုပေမဲ့လည်းတချို့သော trans တွေကကျွန်တော်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ live ပြီးတော့မလုပ်တဲ့ဟာလေးရှိတာပေါ့အဲ့လိုမျိုးကြီးကြရင်တော့ကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့ပြောရမျိုးလည်းရှိတာပေါ့အဓိကတော့တတိထားတင်တာအဲ့လိုမျိုးအရာလေးပါပဲပြီးတော့ audience ဘက်ကိုတော့ကျွန်တော်ကအမြဲပြန်ပြီးတော့ကြည့်နေဖို့အတွက်တော့လို့ဘာလို့ဆိုတော့ social media မှာကျွန်တော်တို့သွားနေရဆိုရင် social media ဘက်မှာ two way communication လုပ်ရတဲ့အတွက်ကြောင့်မို့လို့တစ်ဖက်မှာ audience ကအမြဲရှိတယ်ဆိုတော့ကျွန်တော်ကအဲ့ဟာကိုတချို့လို့ကြောင့်မေ့တတ်တယ်သူလုပ်မယ်ဒီဟာ audience ကကြည့်အောင်ကျွန်တော်အဲ့ဒီဟာမျိုးသွားနေလို့နောက်ပိုင်းမရအောင်ဘာလို့ဆို competitor ရလည်းအရင်များလာတဲ့ခါကျတော့ audience ဘက်ကိုအမြဲပြန်ကြည့်ရတယ်တိုးတွေကဒီဟာကိုတကယ်လိုအပ်နေရလားတိုးအနေနဲ့ရောဒီဟာကိုတကယ်ဟိုအသုံးချနေရလားပြီးတော့တိုးအနေနဲ့ဒီ content တွေအတွက်တိုးတကယ်ကိုက်နေရလားအဲ့ဟာကိုကျွန်တော်အမြဲပြန်စစ်ရတယ်ကျွန်တော်အမြဲဒီပြောလို့ရှိရ audience ပေါ့နော် audience ကိုကျွန်တော်အမြဲတမ်းသတိထားဖို့လိုပဲပြန်ကြည့်ဖို့ပဲအဲ့ဟာလေးကိုကျွန်တော်သတိထားဖြစ်တယ်client တွေကိုလည်းအဲ့လိုမျိုးလေးတော့တစ်ချက်ပြောဖြစ်တယ်ဗျဟုတ်တယ်ဒီအဲ့တော့အဓိကတော့ audience နဲ့ပဲပြန်ပြီးတော့ကိုတို့ကချိန်ရတာပေါ့နော်ဆိုတော့ audience နဲ့ကိုတို့လောက်တာနဲ့ audience နဲ့လွဲနေရဆိုလို့ရှိရင်လည်းအစမပြေတဲ့အပိုင်းရှိရပြောရရင်တော့အချိန်ပူကြာတော့ဘူးညီလေးခုနညီပြော6လ
အဆင်ပြေမှာတကူကတကယ် audience ကိုထိမိအောင်လုပ်နိုင်2 လလောက်နဲ့လည်းထိသွားရရှိတာပေါ့နော်မဟုတ်ရင်တော့အရန်အချိန်တွေ waste ဖြစ်သွားတဲ့အပိုင်းတွေလည်းရှိတာပေါ့ဆိုတော့အဲ့တော့နောက်တစ်ခုကကြောက်လေကိုတို့အနေနဲ့ဒီခုနောက်ပိုင်းဒီ content marketing လုပ်ရင်းနဲ့တွေ့လာတာတော့ဒီခုနပြောခဲ့တဲ့ content ပုံစံမျိုးစုံသုံးကြရဲဆိုတဲ့ process ပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းလုပ်ငန်းရှင်တွေကဗီဒီယိုတွေရဲ့အားသာချက်ကိုတော့သိလာတယ်သို့တော်လည်းဗီဒီယို create လုပ်တဲ့အခါမှာတော့ဘယ်လိုပြောမလဲကောင်းသိမ့်မလုပ်နိုင်တာလေးလည်းရှိတယ်ပေါ့ဒါပါတော့တကယ်ဆိုရင်ဗီဒီယိုကခုနောက်ပိုင်းဆိုပိုတော်လွယ်သွားပြီလို့ကိုထင်တာပေါ့နော်ဒီလိုဒီ Canva တို့ဘာလို့ဆိုလဲဒါဗီဒီယိုမှလေးလို့လည်းရတာပဲလေအဲ့တော့ဆိုတော့ဒီနေရာမှာပေါ့နော်ဘယ်လိုမျိုးဒီအလွယ်တကူcontent create လုပ်လို့ရမယ်နည်းလမ်းတွေပေါ့ဒီအနေနဲ့အကြံပေးချင်တာပါရှိလဲကိုဒီလုပ်ငန်းရှင်တွေအတွက်ပေါ့နော်လုပ်ငန်းရှင်တွေအတွက်ဆိုရင်ကျွန်တော်အဓိကဟို content ဒီ video content လုပ်မယ်ဆိုရင်ပေါ့နော်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့content ပေါ့လုပ်ငန်းနဲ့ပတ်သက်တဲ့ content ကိုကျွန်တော်တို့ကဒီတကယ်ကျွမ်းကျင်တဲ့လူတွေနဲ့တိုင်ပင်တင်တယ်ပေါ့တိုင်ပင်ပြီးရင်ဘာလို့လဲဆိုတော့နောက်ပိုင်းတော်တော်များများဒီလုပ်ငန်းနဲ့ personal branding နဲ့တွဲပြီးတော့လုပ်လာတဲ့အပိုင်းလေးတွေလည်းရှိတယ်ဒါပေမဲ့ဟုတ်တယ်ကိုယ့်လုပ်ငန်းကလုပ်ဖို့တိတ်ပြီးတော့မတင်တော့ဘူးဆိုရင်ကိုယ့်ရဲ့ personal image ကိုကျစေရတချို့လုပ်ငန်းတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ငန်းကြရင်ကျွန်တော်ကတွားပြီးတော့လုပ်လို့အဆင်မပြေဘူးအဆင်မပြေတော့အဲ့ဒီပုံစံတော့နောက်ထပ်တစ်မျိုးထပ်ပြီးတော့သွားရတဲ့ဟာမျိုးတွေရှိတယ်အရင်ဆုံးပထမအဆုံးကတော့တကယ်ကျွမ်းကျင်တဲ့လူတွေနဲ့တိုင်ပင်တင်တယ်ပေါ့နောက်တစ်ခုကကြတော့ဒီလုပ်ငန်းပေါ်မှာကျွန်တော်ဗီဒီယိုလုပ်လာတချို့ကျတော့ဒီဆက်စချင်းလုပ်တယ်ဗျာဗီဒီယိုလုပ်ဖို့အတွက်အရင်မတက်နိုင်ဘူးအရင်ဘတ်ဂျက်မတက်နိုင်ဘူးတကယ်လုံးဝကင်မရာလိုင်းတွေနဲ့အဲ့လောက်ကြီးကျွန်တော်မလုပ်နိုင်ဘူးဆိုရင်အဓိကကျွန်တော်ဘာလုပ်လို့ရလဲဆိုရင်အလွယ်တကူဖြစ်စေမှာ format တွေအလွယ်တကူဖြစ်စေတဲ့ format တွေကိုကျွန်တော်က system နဲ့တေချာလေးချတာဖို့လိုပဲပေါ့နော်အဲအဲ့လိုမျိုးလုပ်ထားဖို့လိုတယ်အဓိကကိုယ့်ဘက်ကလည်းအလွယ်တကူဖြစ်စေရမယ်ပြီးတော့ audience ဘက်ကလည်းကြည်ရနည်းနည်းစိတ်ဝင်စားဖို့ကောင်းရမယ်ပြီးရင်နောက်တစ်ခုကကြအခု script ပေါ့နော်script တွေဆိုရင်ဒါတချို့တော့လုပ်ငန်းတွေဒီဒါဆရာလည်းမြင်ဘူးဆရာတို့ကျွန်တော်တို့လုပ်နေတဲ့ content တွေဆိုတာဒါ script အမြဲကျွန်တော်တို့ရှေ့မှာ hook လေးအမြဲပါ attention ရအောင်လို့ဆွဲဆောင်တဲ့ hook တွေအမြဲပါဟုတ်တယ်ဟုတချို့တ်တယ်ကျတော့အဲ့ဟာမဟုတ်ပဲလုပ်ငန်းကမင်္ဂလာပါဘာဖြစ်ပါရဲ့ညာဖြစ်ပါရဲ့အဲ့လိုမျိုးကိစ္စအဲ့လိုမျိုးဟာရတော့ဒီနောက်ပိုင်းမှာအရန်ပြင်းဖို့ကောင်းလာတဲ့ပုံစံမျိုးဖြစ်လာဆိုတော့အဲ့ဟာကိုလည်းတကယ်တေချာကျွမ်းကျင်တဲ့ဒီ script တွေတေချာရေးနိုင်တဲ့လူတွေ content လုပ်တဲ့လူတွေနဲ့တေချာလေးတိုင်ပင်ပြီးတော့လုပ်တင်တယ်ပေါ့အဓိကကကြောင့် quality ကအဓိက video quality video ရုပ်ထွက် quality ဆိုတာမျိုးထက်အဓိကလူစိတ်ဝင်စားဖို့ကောင်းတဲ့ topic ဖြစ်ဖို့ရယ်လူစိတ်ဝင်စားဖို့ကောင်းတဲ့ဒီ hook တွေရှိဖို့ရယ်အဓိကကိုယ့်ရဲ့ content ဒီ value တခုခုပေးနိုင်ဖို့ကအဓိကပို့ပြီးတော့အရေးကြီးတာပေါ့တချို့ကြတော့ပြောရဲဗီဒီယိုလုပ်ဖို့အတွက် budget အလောက်မနိုင်ဘူးအဓိကဗီဒီယိုလုပ်ဖို့အတွက် budget ဆိုတာထက်ဒီဗီဒီယို content လုပ်ဖို့အတွက်အဓိကလိုအပ်တဲ့အရာတွေပေါ့ content တွေပေါ့ content တွေကျွန်တော်အဲ့ဟာလေးရှိနေဖို့ပဲခုနကကျွန်တော်ပြောအချက်လေးအဲ့ဟာလေးရှိနေမယ်ဆိုရင်တော့ဗီဒီယို content တွေကကျွန်တော်လုပ်လို့ရတယ်ဆိုတော့ okay ညီလေးအဲ့လေးလည်းမှန်တာပေါ့နော်အခုလည်းဟိုတလောမှဒါဗီဒီယိုတစ်ပုတ်တင်ထားတာပေါ့ဒီကတော့ဟိုကိုတင်တဲ့ post တွေက viral ဖြစ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ viral များဖြစ်လေကိုတို့အိမ်မက်တွေကပုံနှီးစက်တွေဖြစ်တာပေါ့ဒီကတော့ဟိုတစ်ပတ်မှတစ် post လောက်ပေါက်နေဟို page ကတော်တော်လေးအဆင်ပြေရဆိုတဲ့ data ကြီးတလားလုံးနေမှာတစ် post မှမပေါက်ရင်လည်းအဆင်မပြေဘူးအဲ့ကြရင်လည်း client ကညွှန်ညင်နိုင်ခံရနိုင်တာပေါ့ဆိုတော့နောက်ပြောတော့ post ကူပေါက်ဖို့ဆိုရင်ရေးပြတော့ hook ကလည်းရေးကြည့်တယ်เนาะအဲ့တော့ကိုတို့တနည်းအားဖြင့်ဟိုကြည့်လိုက်တာနဲ့ချက်ချင်းရုံးထွက်ခတ်တဲ့ hook မျိုးတွေဖြစ်ရမယ်အဲ့ဒါလေနောက်ပိုင်းကျတော့ strategy တွေပါကြီးเนาะအသေးစိတ်လောက်လာကြတယ်လုံလဲလုံတင်တယ်လို့ထင်တာပေါ့เนาะအဲ့ရင်ကတော့ခေါင်းစဉ်ကောင်းကောင်းလောက်ပေးရင်ရတယ်လို့ထင်တဲ့ခံစားချက်ဒါပေမဲ့တကယ်တော့အထက်ပို့တာပေါ့เนาะဆိုတော့နောက်တစ်ခုကကိုကနောက်တစ်ခုဘာတတိပို့ထားမိလာလဲဆိုတော့နောက်တစ်ခု controversial တွေပေါ့အဲ့ဒါတွေနည်းနည်းပိုစဉ်းစားဖြစ်တယ်ဆိုတော့တွေးရဖြစ်နေတဲ့အကြောင်းအရာတွေကိုအစဆွဲထုတ်တယ်ပေါ့ဆိုတာကဥပမာပေါ့အရင်ကဆိုလဲကိုတင်ခဲ့ပူတယ်ပေါ့နော်ဖုန်းတစ်လုံးကနေပြီးတော့330ရှာမလားတနည်းအားဖြင့်330ဖုန်းတစ်လုံးဝယ်မလားဆိုတဲ့အကြောင်းအရာမျိုးအဓိကတော့ပြောချင်တာဖုန်းနဲ့ကြိုးရှိရလို့ဒါပေမဲ့အဲ့လိုမျိုးဖုန်းနဲ့ကြိုးရှိရလို့လို့ပြောမဲ့စားဖုန်းတစ်လုံးနဲ့330ဝယ်မလား330ဖုန်းတစ်လုံးဝယ်မလားဆိုတဲ့ controversy တခုအစဆွဲထုတ်ပြီးလိုက်တယ်အဲ့ဒါကိုတည်ပြီးလိုက်တဲ့အခါကျတော့ပူပေါက်တယ်အဲ့ဆို9သိန်းကျော်လောက်ရှိရပြီအဲ့လိုမျိုးတွေတတိထားမိလာတော့နောက်ပိုင်းကျရင်နည်းနည်းလေးလူတွေလက်ခံတဲ့သူလည်းရှိမယ်လက်မခံတာလည်းရှိမယ်ကြောင်းတွေတော့ပို့ပြီးတော့စဉ်းစားဖြစ်တယ်ပေါ့နော်နောက်တစ်ခါ emotion ကကြတော့တချို့က emotion content တွေဖန်တီးပါဆိုလို့ရှိရင်တော်တော်ခတ်တယ်ပေါ့နော်ဆိုတော့ခတ်နေရတော့အဲ့တော့အခုအယိုးရှင်းဆုံးပြောချင်တာ emotion ဆိုတာရှင်းရှင်းလေးပဲလူတိုင်းနဲ့ထိတွေ့နေတဲ့အကြောင်းအရာတစ်ခုကိုဆွဲထုတ်တာပဲဆိုတော့ဥပမာဖုန်းဆိုလဲဒါလူတိုင်းနဲ့သက်ဆိုင်တယ်ရှင်းရှင်းမြတ်တာဆိုလူတိုင်းနဲ့သက်ဆိုင်တယ်နောက်တစ်ခုကပျော်ရွှင်မှုအဲ့ဒါကြီးကလူတိုင်းနဲ့သက်ဆိုင်တယ်ငွေကြေးပေါ့အဲ့လိုမျိုးပေါ့လူတိုင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာတစ်ခုကကိုတို့ကတင်စားနိုင်တယ်အဲ့လိုမျိုးထည့်ထားနိုင်တဲ့ content တွေမှာဆိုရင်ပို့ပြီးတော့စိတ်ဝင်စားနိုင်တယ်ဆိုတော့ mindset ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေကကိုယ်စဉ်းစားဖြစ်တယ်
ဆိုတော့ဒါမှလည်းဒီကိုရီးရဲ့တနည်းအားဖြင့်ပေါ့နော်ဟို post တွေကပိုပြီး engage ကောင်းလာပေါ့နော်ဒီလိုလည်းမြင်ပါတယ်ဆိုတော့ဒါတွေကတော့တစ်ပိုင်းဝင်ကြီးလေးနောက်တစ်ခုကကိုတို့ tools တွေပိုင်းလည်းနည်းနည်းသွားကြည့်ချင်တယ်အဲ့ဒါလည်းလုပ်ငန်းရှင်တွေမှာကအရန်အားနည်းချက်တစ်ခုလိုဖြစ်နေတာဆိုတော့ ဟုတ်ဟုတ် tools ကိုတိတ်မကျွမ်းကျင်တဲ့ပြဿနာတကယ်ကျတော့တခုခုဆိုရင်ဒီဇိုင်နာပဲခိုင်းလိုက်เนาะအဲ့လိုမျိုးဖြစ်နေတကယ်တော့ကိုယ့်အကူဒါလုံနိုင်ကိုင်းနိုင်ခဲ့မယ်ဆိုရင်ကိုတို့တို့ graphic designer ပဲဖြစ်ဖြစ် content writer ပဲဖြစ်တိတ်တောင်မလို့တော့ဥပမာတော့ graphic design အတွက်ဆိုရင်လည်းဒါ Canva လို app တွေကိုကောင်းကောင်းသုံးတတ်ရင် professionally အထိသွားလို့ရတဲ့အပိုင်းတွေရှိလာတာပေါ့နော်နောက်တစ်ခုကစာရေးတဲ့အပိုင်းမှာဆိုလဲ AI ကိုတကယ် prompt ကောင်းကောင်းနဲ့ခိုင်းတတ်မယ်ဆိုလို့ရှိရင်တကယ်ကောင်းတယ်နော်ပြောရင်ဟောပေါ့ junior level လောက်ထိကိုရအောင်ကိုရေးခိုင်းလို့ရတဲ့အဆင့်တွေရှိလာဆိုတော့ဒီလေးရောဘယ်လိုမြင်လဲဒီလေးလည်း Canva နဲ့ပတ်သက်ပြီးတော့ရှောက်ပြောနေသူတယောက်ဆိုတော့လေ Canva ကိုကျွန်တော်တော်တော်ကြာဘာလို့ဆိုတော့သူကဒီဇိုင်းတစ်ခုလည်းမဟုတ်ပဲねကျွန်တော်တော်တော်လေးသုံးလို့ရတယ်ဟုတ်တယ်တော်တော်လေးတွင်တွင်ကျကျသုံးလို့ရတယ်အခုဆိုကျွန်တော်စာရေးရပါရစာကျွန်တော် Canva ထဲမှာရေးရများလာ client ကိုမျိုးပို့ရရစာ Canva ထဲမှာပဲတစ်ခါရေးပို့ရမျိုးများလာတချို့ client တွေဆိုရင်ကျွန်တော် Canva ထဲမှာပဲ design template လုပ်ပေးလိုက်တာ design template လုပ်ပေးပြီးတော့သူတို့ဒီ design template နဲ့ပဲသူ့ဘာသူဆက်လုပ်နေတာ ဟော template လုပ်ပြီးတော့ကျန်တာပြန်ပြီးတော့စစ်ထည့်ပေါ့ဟုတ်တယ် template အတွက်ကိုကျွန်တော်ကဒီ service ပြီးတော့ယူလိုက်တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းသူတောက်လျှောက်အဲ့ဒီ template ကိုပြင်ဖို့လိုအပ်တဲ့အခါမျိုးတွေ error ဖြစ်တဲ့အခါမျိုးအဲ့လိုမျိုးကြရင်တော့ပြန်ပြီးတော့ပြန်ပြောပေါ့အဲ့တောက်လျှောက်တော့အဲ့ဒီ template နဲ့သူသွားနေရပဲဘာဖြစ်လာလဲဆိုတော့ဒီလို Canva လိုမျိုးCanva လိုမျိုးဒီ app တွေတေချာလေးသုံးတက်လာတယ်ပေါ့နော် tools တွေတေချာသုံးတက်လာတဲ့အခါမှာ client တွေဘက်ကလည်းပုံမှန်လေးခုနကကျွန်တော်ပြော consistent ဖြစ်ဖို့အတွက်ကိုသူလည်းတော်တော်လေးမှန်လာတယ်ပုံမှန်ကျွန်တော်က template ကို3 ခုလောက်ထားမယ်ဆိုရင်တော့မှအဲ့3မျိုးကျွန်တော်ကပတ်သုံးနေလို့ရတယ်တချို့ဒီအခုမှစလုပ်မဲ့လုပ်ငန်းရှင်တွေပါတဲ့အတွက်ကြောင့်တော့ဒီ template တစ်ခုလေးတခြားရေးလောက်ထားနိုင်မယ်ဆိုရင်ကျွန်တော်သုံးနေကြ Canva မှာဆိုရဲကျွန်တော်က template တွေအများကြီးပဲအဲ့ဒါမှမဟုတ်ဘူးကိုယ့်အောင် customer လုပ်နေတယ်ဆိုရင်တကယ်ဒီ designer design ကြောင်းနားလည်လူပဲဖြစ်ဖြစ်ဒီ Canva နဲ့ပတ်သက်ပြီးတော့ template လုပ်နိုင်တဲ့လူပဲဖြစ်ဖြစ်အဲ့လိုဆက်တွဲပြီးတော့ခုနကကျွန်တော်ပြောလိုမျိုး template လုပ်ထားပြီးွားရင်ကိုတောက်လျှောက်အဲ့အောင်သုံးပါလို့ရတယ်ရောအဲ့လိုမျိုးလဲလုပ်လို့လည်းရတယ်ပေါ့နော်Canva ကိုအဲ့လောက်ထိတွားလို့ရတယ်ပြီးတော့တခြားဒီ tools တွေလည်းအများကြီးရှိတယ်အထက်မှာဆိုကျွန်တော်ဒီ third party apps တွေအများကြီးရှိအဲ့ဟာတွေကဒီတချို့ tools တွေဒီ Photoshop လို့ပါအောင်မှာသုံးလို့ရတဲ့ tools တွေလည်းကျွန်တော်ဒီ Canva အဲ့မှာအဲ့ app တွေသုံးပြီးတော့သုံးလို့ရတယ်ကျွန်တော်ကိုယ်တိုင်ကဒီ Photoshop တို့ Illustrator ကိုလည်းကျွန်တော်ကျွမ်းကျင်သုံးတဲ့နေရာမှာပါတယ် ဩ design တို့ဒီ logo ပါကိုလည်းကိုယ့်ဘာအဲ့လိုမျိုးကျွမ်းကျင်လုပ်တဲ့နေရာမှာပါတယ်ပေါ့နော်ဒါပေမဲ့အချိန်တော်များမှာကျွန်တော်လည်း Canva ပဲသွားပြီးတော့လုပ်ဖြစ်တာများတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီနောက်ပိုင်းက quality ဆိုတာထက်တကယ်ကျွန်တော် brand အကြီးကြီးပေါ့နော်ဥပမာတကယ်လုံးဝလောက်ရအောင်ပဲတကယ် brand အကြီးကြီးကြာရင်တော့ကျွန်တော် Photoshop နဲ့တေချာလေး details ကချာတေချာလုပ်ပြီးတော့သွားလို့ရတယ်အဲ့လိုမှမဟုတ်ကိုကဒီ social media မှာပဲတွားနေရယ်ပုံမှန်လေးကို content တွေပုံမှန်တင်သွားခြင်းနဲ့အဲ့လိုမျိုးဆိုရင်ကျွန်တော်ကဒီ Photoshop မှာအချိန်အများကြီးအကုန်မခံပဲနဲ့ဒီဘက်က Canva လို့ tools မျိုးမှာတေချာလေး template တေချာလောက်ထားမယ်ဆိုရင်အချိန်ကုန်လည်းတက်တာရယ်အကျိုးမြတ်လည်းရှိတယ်အဲ့လိုမျိုးဖြစ်တာမျိုးဆိုကျွန်တော်က Canva ကိုရွေးလိုက်တာပိုပြီးများတယ်အဲ့လိုမျိုးပေါ့လုပ်ငန်းရှင်တွေအတွက်ကိုလည်းအဲ့လိုမျိုး Canva ကိုရွေးလိုက်တာအဲ့လိုမျိုးများတယ် โอเคညီလေးအဲ့တော့ညီလေးလည်းအဲ့ Canva နဲ့ပတ်သက်တဲ့ဒီဟာလေးပေါ့နော် tutorial လေးလည်းတွေ့ပါတယ်ကိုတော်တော်လေးလည်းအသုံးဝင်ပါတယ်ဆိုတော့ကိုလည်းပွင့်လင်းပြော Canva ကကိုတို့အတွက်ကတော်တော်ကြီးဟိုမှာဇက်ပို့ဖြစ်ခဲ့တယ်ပေါ့နော်ကိုတို့ရဲ့ဒီ freelance life မှာဆိုလို့ရှိရင်လည်းဆိုတော့တချို့ဆိုလို့ရှိရင်client တွေဆိုရင်ကိုတို့ဒီ Canva နဲ့ပဲပေါ့နော်အရင်တော့ freelancer ပေါ့မှာပုံလေးလိုပါဆိုလို့ရှိရင်လည်းအဲ့လို Canva နဲ့ပဲလုပ်ပေးလိုက်တာရှိရပေါ့သူတို့ကတော့မသိဘူး designer လုပ်တယ်လို့ထင်မှာဒါပေမဲ့ကိုက Canva နဲ့ကစ်ပေးလိုက်တယ်ဆိုတော့ပြောရင် Canva ကတော်တော်ကြီးဟိုမှာကိုတို့အတွက်သုံးဝင်ခဲ့တယ်ပေါ့နော်ပုံလုပ်တာပဲဖြစ်ဖြစ်ဗီဒီယိုတိုလေးပဲဖြစ်ဖြစ်နောက် invoice တွေကစတော့ခုနောက်ပိုင်းဆိုရင်လည်းဒီ content planner တွေပါရစဒီ Canva နဲ့ပဲကစ်လိုက်တာတွေလည်းရှိတာပေါ့နော်ဆိုတော့တကယ်ဒါလုပ်ငန်းရှင်တွေကအဲ့ဒါကြောင့်ပြောတော့ကိုယ့်ရဲ့ဖုန်းထဲမှာလေဒီရန် app တွေအများကြီးသုံးစရာမလိုဘူးအဓိက၄ခုလောက်ပေါ့နော်ဥပမာကို recommend ပေးချင်တာဆို Canva လေးတော့ထည့်ဒါတော့လုံးဝပုံအတွက်ကတော့လုံးဝသူကတော့ဆရာကြီးပဲပေါ့နော်ဗီဒီယိုအတွက်ဆိုလည်းဒီ CapCut လောက်ဆိုရင်တော့မစိုးဘူးပေါ့နော်CapCut လောက်သုံးတတ်ရင်လည်း professionally လောက်ကိုသွားလို့ရတဲ့အပိုင်းတွေရှိတယ်နောက်ပြီးရင်တော့ခုနပြောခဲ့တဲ့ဒီကိုတို့ AI 2တစ်ခုခုတော့ထည့်ထားဖို့လိုတာပေါ့နော်ဆိုတော့အဲ့ဒါတော့ကိုယ့်ရဲ့ data research တွေပဲဖြစ်ဖြစ်တည်ကျင်တာတွေမေးမြန်းဖို့ပဲဖြစ်ဖြစ်ပေါ့ဆိုတော့ဒါမျိုးတွေလည်းလိုတယ်နောက်တစ်ခုကတော့ကိုတို့ဒီ Notion လို app တွေသုံးတယ်ပေါ့အဓိကတော့ဟို channeling လောက်တာတွေ note ထုတ်တာတွေဒါတော့ content writer တွေကတော့လိုတယ်အဓိကအဲ့ဆိုတော့အဲ့နေရာတွေမှာတခါတည်းဟို Notion ဆိုရင်ကိုကြိုက်တာဟိုတခါတည်းအဲ့မှာပါ AI နဲ့ချိတ်ထားတာဆိုတော့ဟုတ်တယ်ဟုတ်တယ်နော် trust ရမလို့ပဲနဲ့တခါတည်းတန်းရှာလို့ရတဲ့အပိုင်းတွေရှိတယ်နောက်ပြီးတော့ဟိုတကယ်ဟိုဒီ planning ဆိုတဲ့အပိုင်းမှာရှင်းရလဲတော်တော်လေးကောင်းတယ်ဒီလေးရောဒီလုပ်ငန်းရှင်တွေကိုဘယ်လို
app တွေသုံးသင့်တယ်ဆိုပြောချင်ရှိတယ် Notion ကတော့ကျွန်တော်ဒီနောက်ပိုင်းတော်တော်သဘောကျတယ်ဒီမှာပြောလို့ရတယ်။ဒါဆိုတော့ဟိုနေ့ကဆိုရင်လည်း Notion နဲ့ပတ်သက်ပြီးတော့ content writer တွေပဲဆိုပြီးတော့ content planning ပေါ့နော် Notion template နဲ့ဆိုတော့ course တစ်ခုလေအဲ့ဟာတက် announce လုပ်ထားသေးတယ်။ပြီးတော့ကျွန်တော်လက်ရှိ Notion နဲ့ပတ်သက်ပြီးတော့မလုပ်နေလဲဆိုတော့တချို့လုပ်ငန်းတွေပေါ့တချို့ဒီကျွန်တော်တို့ဒီ time မှာ base လုပ်တဲ့ client တွေရှိတယ်။သူဒီမြန်မာနိုင်ငံမှာပဲတခြားသူရဲ့ team တွေနဲ့လုပ်တယ်။အဲ့လိုမျိုးကြရင်ကျွန်တော် Notion မှာဒီ system တစ်ခုတည်ဆောက်လိုက်တယ်။ workspace တစ်ခုလုံး Notion မှာလုပ်လိုက်တယ်ဟော။အဲ့လိုပြီးသွားရင်တောက်လျှောက်ဟိုဘက်ကမြန်မာဒီဘက်က team တွေပေါ့ဒီဘက်ကလူတွေအကုန်လုံး notion ထဲမှာပဲ boss page တစ်ခုလိုလောက်တာအခုကျွန်တော်လက်ရှိဒီ freelance လုပ်တယ်ပေါ့နော်ကျွန်တော်မှာနောက်က team တွေရှိတယ်အဲ့ဒါလည်းကျွန်တော် notion ထဲမှာပဲ system တစ်ခုတည်ဆောက်ပြီးတော့သွားကျွန်တော် notion ဘယ်လောက်ထိအောင်သုံးလဲဆိုရင်ကျွန်တော်ရဲ့ဒီ personal ရောကျွန်တော်ဒီအကုန်လုံး notion မှာဒီ second brain ဆိုတဲ့ဟာအဲ့တစ်ခု system တစ်ခုတည်ဆောက်ပြီးတော့ကျွန်တော်အဲ့လောက်ဟုတ်တယ်ထိကိုသွားအဲအခုကျွန်တော်လက်ရှိ client တချို့ဆိုလည်းအဲ့ notion မှာသူတို့အတွက်လုပ်ငန်းအတွက်ဆိုပြီးတော့ system တစ်ခုပါကျွန်တော်ကတည်ဆောက်တဲ့ service မျိုးအဲ့လိုမျိုးအားစားကျွန်တော်လုပ်ပေးတယ်အလုပ်ပြီးတော့သူတို့အတွက်လည်းဒီဘက်က productivity နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုမြန်လာအဲ့လိုမျိုးလေးရှိတယ်။Notion ကတော့သုံးမယ်ဆိုရင်ပေါ့နော်ကိုကတကယ်အဲကိုယ့်ရဲ့အလုပ်ဒီကိုယ့်ရဲ့ team နဲ့တောက်လျှောက် promote လုပ်ရမယ် work from home သွားနေရမယ်အဲ့လိုပုံစံမျိုးဆို Notion မှာဒီ system တစ်ခုတည်ဆောက်ထားမယ်ဆိုရင်ကိုယ့်အတွက်တော်တော်လေးသုံးမယ်ဟုတ်တယ်ညီလေးဟုတ်တယ်အခုလည်းဒီနောက်ဆုံးတွေ့တဲ့ app တွေထဲမှာအဲ Notion နဲ့နော် AI နဲ့ကတော့တော်တော်သဘောကျတော့အမှ Depsy လိုဟာလေးဆိုတော့အခုလည်းတော်တော်များများတော့လုပ်ငန်းရှင်တွေတော့ဒါလေးသုံးပါဆိုပြီးတော့ပြောပြတယ်ဒါပေမဲ့တခုပေါ့နော်ဒါကိုတို့ကိုယ်တိုင်ကိုတွေ့ပေါ့နော်ဘာဖြစ်လဲဆိုတဲ့အခါကျတော့လုပ်ငန်းရှင်တွေကလေသူတို့မှလည်းသူတို့အလုပ်တွေပဲအာရုံစိုက်နေတာများတဲ့အခါကျတော့ကိုတို့ပြောနေတဲ့ဟာတွေသိကောင်းနေမရဘူးဥပမာထားတော့အသုံးဝင်တယ်လို့ပြောတယ်သူတို့ကိုယ်တိုင်မလုပ်နိုင်ဆိုတော့ဒါပေမဲ့အဲ့တော့အဓိကတော့ဒီပြောတဲ့ tools တွေကတော့strategy ပေါ့အကုန်လုံးကတော့ဒါ content ဖန်တီးနေတဲ့သူတွေအတွက်ဆိုတော့ပို့ပြီးအသုံးဝင်တယ်လုပ်ငန်းရှင်တွေကတော့သူတို့သိအောင်လုပ်ပဲတကယ်လက်တွေ့သူချေသူလည်းလုပ်ဖို့ဆိုလည်းတကယ်တော့မလွယ်ပါဘူးဒါကိုချင်းစာပါတယ်အဲ့တော့အခုဆိုလည်းကိုတို့ကကိုချေကိုလည်းမလုပ်နိုင်ဘူးအောက်ကတင်းကိုပြန်ခိုင်းနေကြတော့ဆိုတကယ်တမ်းကျတော့သိနေတယ်ဆိုရင်လည်းအဆင်ပြေတယ်ပြီးတော့ကိုကခိုင်းတတ်ဖို့လိုအဲ့အတွက်လည်းကိုတို့ဒီ tools တွေကြောင်းနားလဲရမယ်ရှေ့မှာပြောခဲ့တဲ့ content marketing strategy တွေကိုလည်းနည်းနည်း team ကောင်းမရှိတယ်ဆိုလုပ်ငန်းတော့ကတော်တော်လေး effective ဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ကိုထပ်ပြီးတော့ကူးချင်တာကဘာလဲဆိုတဲ့အခါကျတော့ဒီ client အနေနဲ့ပတ်သက်ပြီးတော့ဆိုတော့ကိုတို့မှလည်းဒါ client တွေကဒီပြည်တွင်းပြည်ပရှိတယ်ဆိုတော့ညီလေးတို့ဆိုရတာဒီမှာလာပြီးနေတယ်လိုမျိုး client တွေလည်းအများကြီးရှိမှာပဲပေါ့နော်ဆိုတော့မြန်မာနိုင်ငံက client နဲ့ဒီဒါပါတော့ဒီမှာဆိုဘန်ကောက်မှာ client တွေရှိလားရှိတယ်ဆိုရင်တို့ရဲ့ကွာခြားချက်တွေဘယ်လိုရှိလဲအဲ့ဒါလေးလည်းနည်းနည်းညီလေးအမြင်လေးဆွေးနွေးပါဦးဘယ်လိုရှိလဲဆိုတော့အမှန်တော့ဘန်ကောက်ကလက်ရှိ client ကလည်းမြန်မာပါပဲမြန်မာပါပဲဆိုတော့အဓိကကျွန်တော်တို့ကဒီပတ်ဝန်းကျင်မှာပဲအဓိကသွားနေရတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲသွားတာဒီသုံးတဲ့ budget တို့ပါဘူးအဲ့ဒီအပိုင်းတော့နည်းနည်းတော့ကျွန်တော်ကကွာသွားတာပေါ့ပြီးတော့ဒီဘက်ကလုတ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဘက်ကကျတော့အသေးစိတ်သွားပြီးလုပ်ပြီးလို့ရတယ်အခုဒီအဲလက်ရှိမှာဗီဒီယိုတွေပါလုပ်မယ်ဒီကုလားကတော့ Notion တို့ပါညာလုပ်မယ်ဆိုတော့ကျွန်တော်ကဒီမှာရှိတဲ့လူတွေကကျတော့တေချာရဲသွားပြီးလို့ရတယ်ပြောကြရင်တေချာအလုံးနဲ့ပတ်သက်ပြီးတော့ပြောချင်တာမျိုးဆိုအဲ့လိုလေးပြောပြီးလို့ရတယ်မြန်မာကကိုင်းကကြောင့်ကျွန်တော်လက်ရှိဆက်ဖက်ရောက်လာတဲ့အချိန်မှာဆိုရင်ဘာပြဿနာကြုံလဲဆိုတော့တချို့အလုပ်တွေမှာကျွန်တော်ကိုယ်တိုင်ဝင်လုပ်ပြီးလို့ရအလုပ်တွေမှာကိုယ်တိုင်ဝင်လုပ်ပြီးလို့မရတဲ့ကိစ္စမျိုးရှိတယ်ကျွန်တော် client တယောက်ဆိုဗီဒီယိုရိုက်တာပေါ့နော်ဗီဒီယိုရိုက်တယ်ဆိုရင်သူလည်းကိုယ်တိုင်လည်းဗီဒီယိုမရိုက်တော့ဗီဒီယိုရိုက်ဖို့အတွက်သူအဲ့လောက်ထိကျွမ်းမကျွမ်းကျင်ဘူးအရင်တော့ကလည်းသူဗီဒီယိုမရိုက်ဘူးတော့သူဗီဒီယိုရိုက်ဖို့တီကိုကျွန်တော်ကဘယ်လိုဗီဒီယိုရိုက်ရမလဲအစားတေချာလေးကိုဒီ storybook လိုပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးကြီးကျွန်တော်ကပို့ပေးရ script တွေပါရအဲ့လိုမျိုးတေချာ detail ပို့ပေးရအဲ့လိုမျိုးဆိုစာတင်တာနဲ့ဆိုဝိုင်းစာတင်တာနဲ့ဆိုဝိုင်းဟုတ်ဒါပေမဲ့တေချာလိုက်လုပ်ပါအဲ့ client ဆိုလည်းသူဆိုရင်အဲ့လေးတေချာလိုက်လုပ်ပေးရဗီဒီယိုလေးပို့လာပေးရကျွန်တော်ကပြန်ပြီး edit လုပ်ပေးရပြီးသူအဲ့မှာပြန်တင်တယ်view လေးတွေလည်းကောင်းတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်အဲ့ဒီဂျားထဲမှာ communicate လုပ်ရအပိုင်းတစ်ပိုင်းရှိတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ target ပေါ့နော် target ကကြတော့အခုလက်ရှိဒီ time မှာရှိတဲ့ client ကကြတော့သူသွားတဲ့ target ဒီမှာရှိတဲ့ community နဲ့ဟိုဘက် community နှစ်ခုကိုသွားရကြမလို့ဒီဘက် community ရဲ့ target ရဲ့ပုံစံဒီဘက် community target ကလက်ခံထားတဲ့ပုံစံနဲ့ဟိုဘက်ကလက်ခံထားတဲ့ပုံစံနဲ့မတူဘူးအဲ့ဆိုမှကျွန်တော်က target ကိုတော့အတူတူသွားပြီးတော့ထားလိုက်တာမျိုးဆိုတာတချို့အရာတွေမှာသွားလို့မရအောင်အဲ့လိုမျိုးအပိုင်းလေးတွေလည်းရှိတယ်ပြီးတော့နောက်တစ်ခုကခုနကလိုကိုယ်တိုင် live လုပ်ပေးရတဲ့အပိုင်းတွေပေါ့ကိုယ်တိုင် live လုပ်ပေးရတဲ့အပိုင်းတွေဆိုရင်ပို့ပြီးအားရအောင်ပေါ့ဒီဘက်ကလူတွေကကြာအေးပါအေးပါနော်ဆိုတော့ဘယ်လိုပဲဖြစ်ပေါ့နော်ကိုတို့ကclient ကိုတော့တေချာလေးကဲလုပ်မှလည်းကိုတို့တော့ကအဆင်ပြေမဲ့အပိုင်းရှိတာပေါ့နော်ခါကျရင်ကိုလည်းလိုပဲကိုမြန်မာပြည်ကနေပြီးတော့ manage လုပ်ပေးလိုက်တယ်ဒါပေမဲ့ပြည်ပက client တွေဆိုလို့ရှိရင်ဥပမာထားတော့ဂျပန်တို့ဘာလို့ဆိုရင်လည်းကိုတို့တော်တော်လေးတော့ဟောပေါ့နော်ဥပမာ
ထားပါတော့ဗီဒီယိုတွေရိုက်ဆိုလည်းကိုတော်တော်ပြောရတာရှိတယ်မီတင်မှာပဲထိုင်ပြီးတော့တော်တော်လေးကိုခုနပြောသလိုပါပဲเนาะလက်လေးကိုဆန့်လိုက်ကင်မရာကိုဘယ်လိုထားမလဲစလို့လူကိုဝင်နှတက်ဆိုတဲ့အဆုံးထိကိုပြောပြရတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဟိုအဓိကတော့ကိုသိချင်တာဒီဘက်ထွက်ပြီးတော့ထားပါတော့เนาะကိုကြောလုံးနေတဲ့လူတွေလှုပ်ချင်တဲ့လူငယ်တွေအတွက်ပေါ့ကိုယ်တိုင်တစ်ခုလိုမျိုးဒါအခုထွက်လာပြီဒီဘက်ထွက်လာပြီဆိုတဲ့အခါကျတော့လေဆိုတော့ကြုံတွေ့ရတဲ့အခက်အခဲကတော့အများကြီးပဲဆိုညီလေးမှလည်းလို့အခက်အခဲရှိပါဘူး။ဆိုတော့ဒီရောက်ချင်းမပြီးတော့လက်ရှိကြုံတွေ့ရတဲ့အခက်အခဲတွေဆိုရင်ဘာဖြစ်မလဲဒီရောက်ရှင်လက်တွေ့ရရှိကြုံတွေ့ရအခက်အခဲအလုံးကိစ္စနဲ့ပတ်သက်ပြီးတော့လား။ဒီမို့အလုပ်ပဲပြောကြတော့အလုပ်ကိစ္စအလုပ်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့အခက်အခဲကတော့ကျွန်တော်ဟိုအဓိကတော့ဒီဘက်ရောက်လာတဲ့အချိန်မှာပို့ပြီးတော့ကောင်းလာတယ်လို့ကျွန်တော်မြင်တယ်။ဘာလို့ဆိုတော့အဓိကဒီဘက်မှာFacebook တို့မျိုးအဲ Facebook တို့ပါလို့ဆိုရင်ကျွန်တော်တေချာလေးပို့သုံးလို့ရလာပိုကောင်းလာတယ်ပေါ့ဒီပြန်မအခက်အခဲ ခံရတော့ဘူးပေါ့လားဟုတ်တယ် client နဲ့ communicate လုပ်တဲ့အပိုင်းပေါ့အဲ့ဒီအပိုင်းလေးရောအခက်အခဲရောဖြစ်တယ်တချို့ client အနေနဲ့ဆိုရင်စကားပြောရတယ် meeting လုပ်ရတယ်ပြီးသွားရင်ခုနကလိုမျိုးအသေးစိတ်လေးကျွန်တော်လိုက်လုပ်ပေးရတယ်အဲ့လိုမျိုးအခက်အခဲလေးရောကျွန်တော်ရောက်ချင်းမှာကြုံရတာပေါ့နော်ပြီးသွားရင်တချို့ဒီအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ကဒီဘက်ကိုရောက်လာတဲ့အချိန်မှာစစသားချင်းဆိုရင်ဟိုကျွန်တော်ကပတ်သွားနေရတယ်ပတ်သွားနေရဆိုတော့အလုပ်ရှာအိမ်နေပါရှာကိစ္စတွေပါပတ်သွားနေရတဲ့အချိန်မှာအဲ့လိုမျိုးဟိုတောက်လျှောက်ပေါ့နော် laptop တစ်လုံးကင်ပြီးတော့ဖုန်းလေးတစ်လုံးကင်ပြီးတော့တောက်လျှောက်တွေတော့အလုပ်လုပ်နေတာအဲ့လိုလုပ်လို့လည်းအချိန်မှာအကယ်၍ဒါကျွန်တော်မှာ Notion နဲ့ပတ်သက်ပြီးတော့တခြားလောက်ထားမရှိဘူးဆိုရင်ကျွန်တော်အဲ့ဒီအချိန်မှာတော်တော်လေးကြာခတ်သွားမှာတလားအဲ့ဒီအခက်အခဲကိုကျွန်တော်တော်တော်ရင်ဆိုင်လိုက်ရမှာဒါပေမဲ့အဲ့အခက်အခဲကိုကျွန်တော်ကဟို20%လောက်ပဲရင်ဆိုင်လိုက်ရကျန်တဲ့80%လောက်ကကျွန်တော်ကအကုန်လုံး AAC နဲ့ပြီးသွားဘာလို့ဆိုတော့ကျွန်တော်အကုန်ဒီ Notion ထဲမှာအကုန်လုံး data တွေအကုန်လုံးထည့်ထားဖြစ်တဲ့အကြောင်းမို့လို့လောက်ဆက်ရှိတဲ့ဟာအကုန်လုံးကျွန်တော်အဲ့ထဲကနေဆွဲထုတ်သွားရုံပဲအဲ့ကအဲ့ဟာသာမရှိဘူးဆိုရင်တော့ကျွန်တော်တော်တော်လေးကိုရင်ဆိုင်ရမှာအကယ်၍ပေါ့နော်ကိုကဒီအဲနိုင်ငံသားထွက်လာရပေါ့ကိုလက်ရှိလဲ client နဲ့လုံးနေတယ်ဒီဘက်မှာလည်းလုံးဖို့အတွက်လုံးမယ်ဒါပေမဲ့ဒီကိုဆက်ရောက်လာကျွန်တော်တို့ကအခက်အခဲရင်ဆိုင်ရအဲ့လိုအခက်အခဲရင်ဆိုင်ရတယ်မှာခုနကကျွန်တော်ပြောလို့အလုပ်လုပ်ဖို့အတွက်နေရာရှာရတဲ့အခက်အခဲတခုကျွန်တော်ရင်ဆိုင်ရတယ်ပေါ့အဲ့အခက်အခဲရင်ဆိုင်ရချင်းကျွန်တော်တို့မှာတကယ် system မရှိဘူးဆိုရင်ကျွန်တော်တို့အဲ့ဒီအချိန်မှာတော်တော်လေးကိုပြခတ်သွားနိုင်တယ်အဲ့အခက်အခဲကတော့ကျွန်တော်20%လောက်ပဲရင်ဆိုင်ရရတယ်ဆိုပေမဲ့တချို့ကျတော့အဲ့အခက်အခဲကိုအများကြီးရင်ဆိုင်ရတဲ့ဟာမျိုးတွေလည်းရှိနိုင်လိမ့်မယ်အဲ့ဟာလေးပေါ့နော်ကိုတကယ်ဒီ system နဲ့ပတ်သက်ပြီးတော့လည်းကိုတေချာလေးလောက်ထားမယ်ဆိုရင်တော့ကိုပဲနေရာတော့အလုပ် AC လုပ်လို့ရပါဘူးဟုတ်တယ်ညီဟုတ်တယ်အဲ့တော့အဓိကတော့အခုလည်းတိတ်ပြီးတော့မခက်လိုက်ဘူးဆိုတော့အခုမှကျတော့ team ရှိတာပေါ့နော် team ရှိတဲ့အခါကျတော့အဲ့လို duty manage လုပ်ထားတာ SOP ပဲလုပ်ထားတာဖြစ်တဲ့အတွက်နည်းနည်းလေးအဆင်ပြေရပေါ့နော်အရင်တော့ပြရမခက်ဘူးပေါ့နော်ဒါပေမဲ့ client တွေကတော့နည်းနည်းဟိုဖြစ်မှာပေါ့နော်ဘေးရောက်သွားတယ်ဟိုဒါပေမဲ့နောက်တော့လည်းတည်သွားမှာပေါ့အဲ့တော့အဓိကတော့ဘယ်နေရာပဲရောက်ပေါ့နော်ကိုတို့ရက်တီမှုကတော့တူတူပါပဲအဓိကတော့နေရာလေးရွှေ့သွားတာပဲရှိတာပေါ့နော်ဆိုတော့ဒီနေရာမှာတစ်ခုပေါ့နော်ဒါအခုလည်းမိကုန်းနဲ့မေးရတယ်မှာအဲ့ဒါတစ်ခုပါလို့ညီလေးလည်းပြီးရင်အတွေ့အကြုံလေး share ပေါ့အဓိကပြောချင်တာပါလဲဆိုတော့ဒီလိုပဲပေါ့နော်remove job လုပ်ချင်တယ်ပြပထွက်ပြီးလုပ်ချင်တဲ့လူငယ်တွေရှိတယ်အခုလည်းလာမေးကြတယ်အဲ့လိုမျိုးပေါ့ပြပမှာ content writing လုပ်လို့ရမလား content writer freelance လုပ်လို့ရနိုင်လားအဲ့ဒါဆိုရင်ဘာခက်ခဲရှိမလဲဆိုတော့မေးခွန်းတွေပေါ့နော်တောက်လျှောက်လည်းဖြည့်ပြတယ်ဒီမှာလည်းကြုံလုံးတစ်ခါတစ်ဆက်တည်းပြောချင်တာကတော့ဒီရောက်မှရှာမယ်ဆိုတာဒါအခုမြင်တော့ဒီရောက်မှရှာမယ်ဆိုတော့ကိုမကလေးကဂျိုချိတ်လာဖို့လိုတယ်ပြီးရင်တနည်းအားဖြင့်ကိုမ portfolio ကောင်းကောင်းလိုတယ်ပြီးရင်တကယ်လို့ကိုကပြပထွက်မယ်ဆိုလဲ personal brand ကောင်းကောင်းတစ်ခုတည်ဆောက်ထားမှအဆင်ပြေနိုင်တယ်ဘာလို့ဆိုဒီရောက်မှရှာမယ်ဆိုရင်တော့အခက်အခဲပုံများတယ်ဒီရဲ့ market ဆိုတာတိုးဖို့တော်တော်ခက်တာပေါ့ဆိုတော့တေချာတော့ဒီရသူတွေလည်းမြန်မာပြည်က market ကိုပဲပြန်ချိန်နေရတာများတယ် spread ခါကြတော့ကိုတို့ကကိုမှကိုဆိုလဲဒါငကိုဒီတနည်းအားဖြင့် client တွေရှိတယ်ဒါပေမဲ့ဟိုမှတ်ပြော team ရှိရတော့ကိုကတော့ AC လျှောက်သွားလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုကိုမှစမဲ့လူငယ်တွေနေနဲ့ဆိုရင်တော့ကိုမှ client တွေကြိုရှိတ်ထားဖို့လိုတယ်လုံလောက်တဲ့ပမာဏရှိရမယ်နောက်ပြီးရင်ဒီရောက်မှရှာမယ်ဆိုရင်စိတ်တက်ဆိုင်မှတ်ပြောလို့ကိုကပြင်ဆင်ထားမှပဲရမယ်ပေါ့နော်ဒီမှာတော့ကိုတင်တယ်ဟိုမှာတဲ့နှစ်ဆပူခက်ခဲနိုင်ညီလေးရောဘယ်လိုမြင်လဲဒီရောက်မှ client ရှာမယ်ဆိုတော့အဆင်ပြေနိုင်ကျွန်တော်အနေနဲ့ဆိုတော့ဒီရောက်မှ client ရှာမယ်ဆိုတော့အဆင်မပြေနိုင်တော့ဘာလို့ဆိုတော့ဒီရောက်မှ client ဆိုတာကဒီရောက်မှ network ကြောင့်မလို့ရသွားတဲ့အခါပဲအဲ့လိုမျိုးပဲလက်ရှိရကွာဖြစ်တယ်ဒီရောက်မှလုံးဝ marketing strategy တေချာသွားပြီးတော့တေချာ sales တွေသွားတက်ပြီးတော့အဲ့လိုမျိုးရှာမယ်ဆိုတာနည်းနည်းတော့ခက်တယ်ကျွန်တော်မြန်မာနိုင်ငံပေါ့နော်ဘာလို့ကြိုချိတ်ထားမှသာလင်ဝင်ငွေတစ်ခုတေချာ stable ဖြစ်တဲ့ဝင်ငွေတစ်ခုရမှသာလင်ဒီမှာကျွန်တော်ကောင်းကောင်းမွန်မွန်နေနိုင်တဲ့ပုံစံမျိုးဖြစ်တာအဲ့လိုမျိုးဒီရောက်မှရှာမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ဒီရောက်မှရှာတဲ့ကိစ္စကိုတိတ်ပြီးတော့အားမပေးဘူးပေါ့
ဟုတ်တစ်ခုရှိတာဗာလဲဆိုတော့ကို့မှာတကယ်နောက်ကနေပြီးတော့ဒီ certificate ပဲဖြစ်ဖြစ်ဒီဘွဲလက်မှတ်တို့ပါအဲ့လိုမျိုးကောင်းကောင်းမွန်မွန်ရှိတာထားပါအောင်အဲ့လိုမျိုးဆိုတော့အကြောင်းတစ်ခုပေါ့အဲ့လိုမျိုးလူတွေကကြောင်ဘာဖြစ်လဲဒါကျွန်တော် experience တော့မဟုတ်ကျွန်တော်ဒီအတိတရား experience ပေါ့နော်သူကကြောင်ဒီအဲ့ဟာကောင်းကောင်းရှိရယ်ပြီးတော့သူ့မှာ portfolio ကောင်းကောင်းလည်းရှိရယ်အဲ့ဟာသူကဒီရောက်မှအလုပ်ရှာရယ်ပြီးတော့ဒီရောက်မှသူချက်ချင်းအလုပ်ရသွားတယ်သူဆိုရင်ဒါအလုပ်နဲ့ပတ်သက်တဲ့ visa တွေပါကိစ္စတွေသူဘာမှစိတ်ပူကြဘူးလို့အဲ့လိုမျိုးကို့မှာအဲ့လိုမျိုးရှိထားရင်တော့တသက်မျိုးပေါ့တကယ်အလုပ်သွားပြီးတော့ဒီကအလုပ်ကိုတရားဝင်အလုပ်ကိုလုပ်ပြီးတော့ဝင်လုပ်လို့ရမျိုးအဲ့လိုမျိုးလေးလည်းရှိอืมဟုတ်တယ်လေအဲ့တော့ကိုတို့ဒီဘက်မှာလည်းခေါ်တာတော့ရှိတာပေါ့နော်။ထားဒီဘက်မှာလည်းမြန်မာ company ရှိတယ်။မြန်မာလူတွေခေါ်နေရလည်းရှိတယ်ဆိုတော့အဲ့ဒါတွေကလည်းကြိုပြီးတော့ဟိုဘက်ကချိတ်ခဲဖို့လည်းလိုတယ်ပေါ့နော်။ဟိုကိုယ့်ဘက်ကပြင်ဆင်ထားခဲ့မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်တာပေါ့နော်။ဆိုတော့ဒီမှာကျတော့လည်းသိတဲ့အတိုင်းပဲအကုန်လုံးနေစိတ်စားစိတ်ကကြီးတဲ့အခါကျတော့တခါကျရင်မာပြည်ထက်ပို့ပြီးတော့ပိုရှားလိမ့်မယ်ပေါ့နော်။ဒါတော့တို့ဒါလက်ရှိအနေအထားလေးကိုနည်းနည်းလေး sharing လုပ်ပေးတာပေါ့။အဲ့ဆိုတော့ okay အဲ့မှာတစ်ဆက်တည်းပေါ့ကို professional freelance content writer ဆိုတော့တစ်ဆက်ဆက်ပြီးသွားလိုက်မယ်ပေါ့နော်ဆိုတော့အဲ့မှာဆိုရင်လည်းတစ်ချက်ပြောချင်တာပါလဲဆိုတော့အခုနောက်ပိုင်းမှာလူငယ်တွေကပေါ့နော်ပြောမလဲဒီကို professional လို့တော့ခေါင်းစဉ်တက်ကြတယ်ဒီဒါပေမဲ့ခုနပြောသလိုပေါ့နော်portfolio ဘာမှမရှိတာရှိတယ်milestone မရှိဘူးပေါ့နော်ကို professional လို့တက်ပေမဲ့ professional မပြီးသားတဲ့တွေလည်းအများကြီးရှိတယ်အဲ့တော့ပြဿနာကဘာလဲဆိုတော့ကိုကတကယ် pro မပြီးသားတဲ့အခါကျတော့ဈေးနှုန်းပိုင်းမှာပဲဖြစ်ဖြစ်နောက်တစ်ခုကအလုပ်လုပ်တဲ့ဘက်မှာဖြစ်ဖြစ်ယုံကြည်မှုတွေလျော့နေတယ် client တွေဘက်ကလည်းကိုယ်ဒီပုံမှာနည်းနည်းလေး tension ပြောတာရှိတယ်ဆိုတော့အဲ့တော့ညီလေးကလည်းလုံးဝအောင်မှာတကယ်ကိုဈေးနှုန်းအစတင်တာကိုတွေ့ဆိုတော့ရဲမိုက်တယ်အဲ့လိုဖြစ်နေရမှာပေါ့နော်အဲ့ဆိုတော့အဲ့လိုမျိုးညီလေးလိုမျိုးပေါ့နော်အဓိက professional ဆန်ဆန်သွားနိုင်ဖို့ဆိုရင်လေဘာတွေအဓိကအဖြည့်ထားမှထင်လဲဒီငယ်တွေအတွက်อืပေါ့มအဓိကတော့တာဝန်ယူမှုတာဝန်ခံမှုပေါ့ဟုတ်တယ်ဒီပေါ်မှာကျွန်တော်တို့ဘယ်လောက်ထိတာဝန်ယူနိုင်လဲပေါ့ဥပမာကျွန်တော်တို့ကထားပါကိုယ်တပုတ်ထဲလာအပ်တဲ့ client ပဲဖြစ်ဖြစ်ကိုယ်တစ်လချင်းလာအပ်တဲ့ဖြစ်ဖြစ်6လလောက်လာအပ်တာပဲဖြစ်ဖြစ်အဲ့ဒီပေါ်မှာကျွန်တော်တို့တာဝန်ယူမှုတာဝန်ခံမှုပေါ့အဲ့ဟာတော့အဓိကကျတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒီပေါ်မှာကိုဘာတွေတာဝန်ယူတာဝန်ခံမှုပေးနိုင်တယ်ဒီ service တစ်ခုပေါ်မှာပေါ့ဥပမာကျွန်တော်က content တစ်ခုနဲ့ပတ်သက်ပြီးတော့3000ခွဲ4000လောက်ယူလိုက်ပြီ3000ခွဲ4000လောက်ယူလိုက်တဲ့ပုံမှာကျွန်တော်ဘာတွေတာဝန်ယူမှုတာဝန်ခံမှုပေးနိုင်တယ်အဲ့ဒီဘိုင်းတွေကိုကျွန်တော်ကတေချာလေးလုပ်ပေးရတယ်3000ခွဲ4000ခွဲလောက်ယူလိုက်တယ် client ကဒီဟာကိုတစ်ချက်ပြန်ပြီးတော့ပြင်ခိုင်းတာမျိုးရှိလာတယ်တချို့ကြောင့်လည်း file တွေပါပျောက်သွားကျွန်တော်ပို့လာတဲ့ file တွေပါရအဲ့လိုပျောက်သွားမျိုးရှိရဲအဲ့လိုမျိုးကျရင်ကျွန်တော်ဒီဘက်မှာ backup တွေလုပ်ထားပေးရတယ်တောက်လျှောက် backup တွေကျွန်တော်မှာဆိုဟိုလွန်ခဲ့တဲ့နှစ်တွေကလုပ်ခဲ့ client တွေရဲ့ file တွေကကျွန်တော်အခုချိန်ရှိတယ်အဲ့လိုမျိုး backup လုပ်ပေးရတယ်ရှိရဲပြီးသွားရင်ဒီလာလိုက်သွားတဲ့လူတွေဆိုလည်းတို့လိုချင်တဲ့ result ကိုရတဲ့အထိကိုကျွန်တော်ကတေချာလေးစိတ်ရှိရှိနဲ့လုပ်ရမျိုးရှိရဲတခါကျရင်ကျွန်တော်ဆိုဘယ်လောက်ထိအောင်စေနာရမ်းပါလဲဆိုရင်တချို့ client တွေဆိုရင်အဲလောက်ထားတဲ့ package ကောက်ဒီလောက်ပဲဒါပေမဲ့လိုချင်တဲ့ result ရဖို့အတွက်ကျွန်တော်နည်းနည်းလေးကိုယ့်အတွက်နည်းနည်းအားစားရမယ်ဆိုရင်သူ့ကိုကျွန်တော်မပြောကိုယ့်ဘာကိုလုပ်လိုက်တာအောင်မြင်မှုတောင်းကုန်တယ်ကိုယ့်ဘာကိုလုပ်လိုက်ရောအော် result ကတော့တို့ရအောင်ပါကျွန်တော်တို့ကတော့ဘာရပါလဲဆိုတော့ကျွန်တော်တို့ဘက်ကတော့ကျွန်တော်တို့ portfolio ထဲမှာ result ကောင်းကောင်းလုပ်ခဲ့ဆိုတဲ့ဟာတွေတစ်ခုရသွားတယ်ပြီးတော့နာမည်ကောင်းတစ်ခုရသွားတယ်ပေါ့ဟာလေးတစ်ခုရှိပါတော့အဲ portfolio ကောင်းကောင်းတစ်ခုရှိပြီးတော့ကိုယ့်ရဲ့တာဝန်ယူမှုတာဝန်ခံမှုကလည်းအဓိကကျတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဟုတ်တယ်နော်ညီโอเคအဲ့တော့ဘာပြောကိုယ့်ရဲ့ခုနပြောသလိုပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုနဲ့တူကိုယ့်ရဲ့ skill ကလည်းလိုသေးတာပေါ့နော်ကိုရေးရလည်းကောင်းမှလည်းနောက်ထပ်အပ်မှာဆိုတော့ဒါကလည်းကိုယ့်ဘက်ကဖြည့်ဆွတ်ထားမယ်အချက်ပဲနော်ဆိုတော့နောက်တစ်ခုကတော့ဒီတနည်းအားဖြင့်ဒီကိုတို့ရဲ့ဒီလူငယ်တွေမှာဆိုလို့ရှိရင်အဓိကပြဿနာပါလဲဆိုတော့ one way ပဲပြေးနေတယ် content ဆိုရင် content ပဲလိုက်တာ content ပဲရေးမယ်ဆိုတော့တကယ်တမ်းကျတော့ဒီ field မှာသွားမယ်ဆိုရင်ကိုတို့ကနားမျက်စိရဖွင့်ရတယ်ကိုယ့်ရဲ့လမ်းကြောင်းတွေကို diversity နဲ့ခွဲခြမ်းစိတ်ဖြာပြီးတော့ဘယ်နေရာကနေပြီးတော့ income တွေထည့်ရလာနိုင်မလဲဆိုတာတွေကလည်းကိုအဲ့ mindset တွေလည်းသိဖို့ဒါဆိုရင်ဒါကိုတို့ညီတို့ဆိုတူတူပဲဒါအကုန်ခွဲခြမ်းစိတ်ဖြာတာနော်ဥပမာရေးဆိုတာ planner အစရောင်းတာတွေ့တယ်ဆိုတော့ဒီ plan ဆွဲတာဒါတချို့လုပ်ငန်း content writer တွေအဲ့မသိဘူးဆိုတာကသူတို့ဆွဲတော့ဆွဲတက်လိမ့်မယ်ဒါပေမဲ့ဒါလုပ်ငန်းရှင်တို့ပြန် service ပေးလို့ရတယ်ဆိုတဲ့အပိုင်းကိုမသိဘူးအခုလို့ဆိုလဲ online class တွေလုပ်ခဲ့တာတွေတော်တော်ကြာခဲ့ပြီပေါ့နော်ဒီနေ့နည်းတော့မှမဟုတ်တော့ခဲ့နောက်တစ်ခုအဲ့လိုမျိုး ebook တွေရောင်းတာမျိုးတွေပဲဖြစ်ဖြစ်အခုညီလေးဆိုလဲဒါ Canva နဲ့ပတ်သက်တဲ့ course တွေဒါကြီးလုပ်လို့ရရင်အများကြီးရှိတယ်ဒီစာရေးတာတစ်ခုလည်းမဟုတ်ဘူးတခြားအဲ့လိုမျိုးဖြန့်ချက်ထားတဲ့နေဆိုရင်အတွေးမျိုးတွေဝင်စေချင်တယ်ဒီလေးရောအဲ့တစ်ချက်ပြောပြပါအောင်အဲ့ဒါနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ income က one way သွားလို့မရဘူးဆိုတဲ့အကြောင်းအဲ့တော့
တချို့ဒါကျွန်တော်လည်းတော်တော်များများတွေ့ပါတယ်group တွေပါတယ်ဒီမှာလည်းcontent writer ဆိုရင်အဓိကစာရေးတဲ့ဘိုင်းကိုအဓိကဦးစားပေးတင်တယ်အဲတခြားဟာတွေမလုပ်တင်ဘူးအလုပ်တွေမှာဆိုရင်လည်း content writer ဆိုရင်တခြားဟာမလုပ်ရဘူးအဲ့လိုမျိုးပြောရမျိုးရှိတာပေါ့နော်လုပ်ငန်းခွင်ထဲမှာကျွန်တော်ဒါမျိုးကြုံမှုရဲ့ဟာရောရှိပါတယ်တင်တန်းမှာကျွန်တော်လာမေးကြရပေါ့ content writer ကဒီဇိုင်းနဲ့ပတ်သက်ပြီးတော့နားလည်ဖို့လိုလား content writer ကဒါသိဖို့လိုလားအဲ့လိုလာမေးရရှိတယ်အဲ့မှာကျွန်တော်နှစ်ပိုင်းခွဲပြီးတော့ပြောနေတာတစ်ခုကကြာဝင်ငွေပေါ့ကိုယ်ဝင်ငွေဘယ်လိုသွားချင်တာလဲကိုယ်ဝင်ငွေလမ်းကြောင်းကဒီလောက်လည်းပဲရက်ချင်တာလားဒါမှမဟုတ်ဒီထက်ပိုပြီးတော့တိုးချင်တာလားခုနကလိုမျိုး Canva လိုမျိုး template တွေကိုလုပ်ပြီးတော့ရောင်းတဲ့ဟာမျိုးတွေ service ပေးတဲ့ဟာမျိုးဒါဆိုရင်ဒါကဝင်ငွေတက်တက်လမ်းကြောင်းတစ်ခုပဲဘာလို့လဲဆိုတော့ဒါ Canva နဲ့ပတ်သက်ပြီးသိရတယ် design နဲ့ပတ်သက်ပြီးတော့သိရတဲ့အကြောင်းကျွန်တော်တို့နောက်ထပ်လုပ်ဖန်တီးလို့ရတဲ့ဝင်ငွေလမ်းကြောင်းတစ်ခု Notion ဆိုလည်းအဲ့လိုပဲကိုသိရကိုဒါလုပ်နိုင်တယ်ကိုဒါကို service ပေးနိုင်တယ်ဆိုရင်ဒါကိုယ့်ရဲ့ဝင်ငွေလမ်းကြောင်းတစ်ခုပြီးတော့နောက်တစ်ခုကျွန်တော်ဘာလုပ်လဲဆိုရင်အဲဒီ content နဲ့ပတ်သက်ပြီးတော့လေone on one consult လုပ်တဲ့ဟာလေနိုင်နဲ့တော့တအော်နာရီ မိုက်တယ် အဲ့လိုဟာမျိုးလဲကျွန်တော်သွားတယ်အဲ့ဆိုရင်ကိုယ့်ရဲ့ဝင်ငွေနဲ့တကူကိုကျွမ်းကျင်တဲ့အရာနဲ့ပတ်သက်ပြီးတော့ပဲလေဒါပေါ့အဲ့ဒီဟာမျိုးလည်းလုပ်တယ်ကိုကမှာတကယ် skill ရှိရဲဆိုရင် SK ကိုဘယ်လိုအသုံးချမလဲဆိုတဲ့ဟာကိုကျွန်တော်ပြန်ပြီးတော့ရှာဖွေရဆိုရင်အဲ့ဝင်ငွေလမ်းကြောင်းပေါ့နော်ဝင်ငွေကိုကဒီထက်ပို့ပြီးတော့တက်ချင်တယ်ဒီမှာမရက်ချင်ဘူးဆိုရင်ကို့မှာ share skill ကိုပြန်ပြီးတော့အသုံးချရပုံစံလေးတွားလို့ရတယ်ပေါ့အဲ့ဟာတစ်ခုရှိတယ်နောက်တစ်ခုကကြာတော့ကျွန်တော်တို့ဒီ career နဲ့ပတ်သက်ပြီးတော့ level တက်ချင်တဲ့ဘိုင်းပေါ့ကိုက content writer လုပ်တယ် junior content writer ဖြစ်တယ် senior content writer ဖြစ်တယ်တချို့ senior content writer ဆိုရင်တကယ်ဟိုကျွန်တော်တို့လုပ်ခဲ့တော့က senior content writer ယူရတဲ့တာဝန်မှုတာဝန်ခံမှုဘာမှမရှိဒီတိုင်းပဲတချို့ကျွန်တော်တို့တော့ junior တွေထက်တောင်မှဒီ senior တွေကပို့ပြီးတော့စိုးနေရမျိုးတွေရှိอืมအဲ့လိုဟာမျိုးတွေရှိရပေါ့သူ့မှာဆက်ပြီးတော့ဒါကိုလမ်းလေးလုပ်ဖို့အတွက်လည်းတိတ်ပြီးတော့ဟိုစိတ်ကူးမရှိဘူးတော်တော်များများတော့ဒီ open mindset တိတ်ပြီးတော့မရှိဘူးလားဒီမှာလုံးဝ fix ဖြစ်နေတဲ့ဟာမျိုးတွေရှိတယ်ကိုကတကယ်လို့ဒီ career လမ်းကြောင်းမှာတဖြည်းဖြည်းတက်ချင်တယ်ဆိုရင်ကိုကဒါတွေကိုကျွန်တော်ကဟိုနားလည်ထားဖို့အတွက်လိုအပ်တယ်design နဲ့ပတ်သက်တာလားပြီးသွားရင်ဒီ content နဲ့ပတ်သက်တာလား marketing နဲ့ပတ်သက်တာလား business နဲ့ပတ်သက်တာလားကိုကတောက်လျှောက်ဟို level ပေါ့ junior senior head တွေပြီးသွားရင်တော့ဒီ creative director အဲ့လိုမျိုး level ထိကျွန်တော်သွားချင်တယ်ဆိုရင် city level မျိုးဆိုရင်ကျွန်တော်ကအများကြီး business နဲ့ပတ်သက်တဲ့ knowledge တွေရောပါအကုန်လုံးကျွန်တော်တောက်လျှောက်သိနေမှာရအောင်ကိုကအဲ့လိုပဲကိုကသွားလို့ရတယ်ဒါပေမဲ့ကိုကဘေးနားမှာအဲ့ skill ရောဖြည့်သွားဖို့လိုတယ်အဲ့ skill ဒါရှိသွားမယ်ဆိုရင်ကျွန်တော်တို့ career ပေါ်မှာလည်းတောက်လျှောက် level တစ်ဆင့်ချင်းတက်သွားလို့ရတယ်နှစ်ခုသွားမယ်ဆိုရင်ဝင်ငွေလမ်းကြောင်းလည်းတိုးလာနိုင်တယ်ကိုယ့်ရဲ့ career ပေါ်မှာလည်း level တစ်ပြေးပြေးတက်လာနိုင်တယ်အဲ့လိုမျိုးကျွန်တော်တောက်လျှောက်လုပ်သွားလို့ရပါဘူးone way ပဲသွားတဲ့လူတွေကကြတော့အချိန်ကြာလာနဲ့မြဒီလမ်းကြောင်းတဖြည်းဖြည်းနဲ့ကျင်းလာတယ်ကျွန်တော်အနေနဲ့မြင်တယ်ဟုတ်တယ်အဲ့တော့ကွန်ပျူတာကြီးကလည်းများလာတဲ့အခါကျတော့ကိုကတော်တော်ကြီးရုန်းကန်ရမယ်ဆိုတဲ့အနေအထားဖြစ်လာတယ်နော်ဆိုတော့အဲ့မှာလေကိုတခါလဲရေးမှုတွေ content မှာတခါကျရင်လည်းအဲ့လိုခေါင်းစဉ်ကိုနည်းနည်းလေးသူတို့နားလည်အောင်လည်းမြန်ပေးရတဲ့ပိုင်းမထောက်တော့ content writer ဘောကရုံထွက်ခြင်းဆိုတဲ့ခေါင်းစဉ်မျိုးတည်မလိုက်ရတဲ့ကိုပြောရတယ်ဟိုဆို content writing field မှာဘယ်လောက်ကြာနေပါနော်ဟိုတကယ်ကိုသွားချင်တဲ့အိမ်မက်တစ်ခုရှိရဆိုရင်တော့အဲ့တော့အကြာကြီးနေလို့လည်းမသင့်တော့ဘူးအကြာကြီးလည်းနေနိုင်ကြမယ်လို့လည်းကျွန်တော်ပြောတော့မထင်ဘူးပေါ့နော်ဆိုတော့ content writing နဲ့စမယ်ပြီးတော့မှနောက်တစ်ဆင့်ထပ်ပြီးခုနပြောသလို creative writer ဒီကိုဖြည်းဖြည်းချင်းတက်သွားတယ်ဒီကိုလှုပ်ဆောင်လို့ရတဲ့အပိုင်းတွေလည်းရှိရပေါ့အခုကိုယ်တိုင်လည်းဒါ content writer နဲ့ပဲစတယ်နောက်ပြီးရင်ဖြည်းဖြည်းချင်း လိုအပ်တဲ့ skill တွေဖြည့်ပြီးတော့ digital marketer တော့အခုဆိုရင်ဒါ business owner ဘိုင်းတွေဖြစ်ပြောင်းလာတယ်เนาะဆိုတော့ဒါကခုနပြောသလိုတစ်ခုတစ်ခုဖောက်ထွက်တယ်လိုအပ်တဲ့ skill set တွေဖြည့်တယ်ဒီလိုနဲ့သွားခဲ့တဲ့အကျိုးဆက်ပေါ့เนาะဆိုတော့ဒီနေရာမှာအရေးကြီးတာခုနပြောခဲ့တဲ့အဲ့လိုသွားတဲ့နေရာမှာလည်းခုနက content marketing နဲ့ပြန်ချော့အောင်မယ်ဆိုရင် content marketing တာမလုပ်ခဲ့ရင်လည်းပဲပေါ့နော်ဟိုကိုယ်မသိရအတွက်လုပ်ချင်တာကြီးလည်းတစ်စင်းချင်းထပ်တိုးအောင်လုပ်လို့မရတဲ့အပိုင်းတွေရှိတာပေါ့အဲ့ဒါဆိုတော့ content writer တွေအနေနဲ့ကလည်းဒါ content marketing အလုပ်ကိုလုပ်ရမယ် client ကိုလုပ်ပေးဖို့ပဲမဟုတ်ဘူးねကိုရီအတွက်လည်းဒါလုပ်ဖို့လုပ်ရဆိုတော့ဟုတ်တယ်အဲ့လိုမျိုးမလုပ်ထားဘူးဆိုရင်တို့သိကြတယ်ဒီလူမသိရတဲ့အတွက်ရှေ့ဆက်တိုးဖို့ဆိုတော့တော်တော်လေးတော့ခက်တယ်နော်ဟုတ်တယ်တချို့ညီလေးကြံပေးကြည့်ပါညီလေးကတော့ introvert လားပါလားတော့မသိဘူးဒါပေမဲ့တချို့ရုပ်မပြဘဲနဲ့ content marketing လုပ်ချင်တဲ့လူရှိတယ်အဲ့မျိုးဆိုရင်ဘယ်လိုဖြေရှင်းသလဲအဲ့ပြဿနာဘယ်လိုမြင်လဲအမှန်ပြောရင်ကျွန်တော်ကအလုပ်ကြောင်းမို့လို့ personality ပါပြောင်းသွားဟုတ်တယ်အဲအရင်ကလည်းကျွန်တော်ကကိုယ့်ဘာကိုတယောက်တည်းနေရဲအိမ်မှာဆိုရင်စကားအောင်မှာအိမ်မှာမနေ့ကမိုးလင်းထိကျွန်တော်ရှိလို့ရှိမှန်းတော့မသိရတချို့ရက်တွေရှိရအိမ်ကလူအဲ့လောက်ထိကျွန်တော်က introvert အရန်ဆန်တဲ့လူတွေမှာပါတယ်ဗျာဒါပေမဲ့လှုပ်ရင်းနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်ကလိုအပ်တဲ့ skill ဖြည့်ရင်နဲ့လို့ပြောင်းသွားဟုတ်ဟိုရုပ်ပြ behavior change ပေါ့နော်ကိုလည်းပြောင်းလဲဖို့လိုတောင်းသွားတာပေါ့ရုပ်ပြကိစ္စရုပ်မပြကိစ္စလည်းအဲ့လိုမျိုးပဲအဆောင်ကကျွန်တော်ကရုပ်ပြဖို့မပြောရင်ကျွန်တော်အတန်လေးပါသွားရင်တော့ကျွန်တော်က
အရန်ဟိုအဆင်မပြေတယ်မှာပါတယ်အော်ကျွန်တော် Canva နဲ့ပတ်သက်တဲ့ content စလုပ်တဲ့အချိန်ပေါ့နော် Canva နဲ့ပတ်သက်တဲ့ content စလုပ်တဲ့အချိန်မှာကျွန်တော်ပုံမှန်ဒီတိုင်းဗီဒီယိုလေးရိုက်တဲ့အဲ့လိုမျိုးပဲသွားဒါပေမဲ့တဖြည်းဖြည်းနဲ့ငါစမ်းလုပ်ကြည့်မယ်စလုပ်ကြည့်မယ်စလုပ်ကြည့်မယ်ဆိုပြီးတဖြည်းဖြည်းလုံလာရင်လည်းတောက်လျှောက်လုပ်ဖြစ်သွားအော်အဲကို့အနေနဲ့ပေါ့နော်ဒါကျွန်တော်အကြံပေးရမယ်ဆိုရင်ဒီအခုလက်ရှိမှာ content writer လုပ်နေတဲ့လူတွေအခုလက်ရှိမှာ freelance လုပ်နေတဲ့လူတွေအနေနဲ့တချို့ကကြောက်ဒါ group တွေထဲမှာကျွန်တော်တွေ့တယ် anonymous တွေနဲ့ post တွေတင်ကြတော့ service ဟိုဘယ်လိုလက်ခံနေပါလဲဘယ်လိုလုပ်ပေးနေပါလဲဆိုတော့အဲ့လိုမျိုးကကြောက်ဒါရေရှည်မှာတိတ်ပြီးမလုပ်သင့်တဲ့ကိစ္စကိုကျွန်တော်အနေနဲ့မြင်တယ်ကိုကတကယ်လို့ခုနကကျွန်တော်ပြောလို့အတန်အစထွက်ပြရမှာစိုးရလူလားဒါမှမဟုတ်ရုပ်ပြရမှာတော်တော်စိုးရလူလားဟုတ်ကျွန်တော်ထက်အခြေအနေစိုးရလူလည်းရှိရင်ရှိလိမ့်မယ်ဒါပေမဲ့တချို့လည်းကျွန်တော်ထက်အခြေအနေမစိုးရလူလည်းရှိတယ်ကိုကအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ကိုအနေနဲ့ဒီ career မှာတောက်လျှောက်ကိုကောင်းကောင်းမွန်မွန်ပေါ့နော်ရှေ့ဆက်ပြီးတော့တေချာတိုးတက်ရှင်နေဆိုရင်ကိုလှုပ်တဲ့အရာတွေကိုကိုလှုပ်ရမှာပေါ့နော်အဲ anonymous နဲ့ post တင်နေမဲ့အစားလဲကိုယ့်ရဲ့ဒီ personal နဲ့ပတ်သက်ပြီးတော့ကိုတေချာလေးပြောပြနိုင်တာမျိုးတွေအဲ့လိုမျိုးတွေလုပ်မယ်ဆိုရင်တော့လေဒါ freelance လုပ်နေတဲ့လူတွေအတွက်ဆိုရင်အခွင့်အရေးအများကြီးရှိနိုင်တယ်ရုပ်ပြခြင်းမပြခြင်းအောင်ဒါနောက်ပိုင်းကိုယ့်ရဲ့ရွေးချယ်မှုပေါ့အရင်ဆုံးကိုရုပ်မပြခင်ကိုယ့်ရဲ့ဒီ anonymous နဲ့ post တင်တဲ့ကိစ္စလေးနဲ့ portfolio မပြ portfolio တေချာမရှိတဲ့ကိစ္စလေးအဲ့လိုမျိုးလေးအရင်စပြီးတော့ပြင်ဆင်နိုင်မယ်ဆိုရင်တော့အဲတက်ဆင့်တော့ဘုဒ္ဓလမ်းစာလေးတစ်ခုတော့စပွင့်သွားမယ်လို့ကျွန်တော်အနေနဲ့အကြံပေးချင်တယ်ပေါ့နော်ဒါတော့နောက်ပိုင်းတော်တော်များတွေ့တဲ့ကိစ္စမလို့ပါအဓိကတော့ဟိုပေါ့နော်ရုပ်မသုံးမဲ့နဲ့လေဒါ content marketing လုပ်လို့ရပါတယ်နော်တော့မရလို့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့brand ခုအနေနဲ့ခိုင်ခိုင်မာမာလေးတော့တိစောက်ထားဖို့လိုတယ်ဆိုတာကကိုယ့် content ကတော့ပို့ပြီးအားစားရမယ်ပိုင်းရှိတာပေါ့နော်ဆိုတော့တကယ်ဟိုမှာထိမိတဲ့ content တွေနဲ့တွားရင်လည်းဒီ brand တစ်ခုကိုမြင်ပြီးတော့လည်းမှတ်မိသွားနိုင်တာရှိတာပေါ့နော်ဆိုတော့ဒါကတော့တယောက်နဲ့အမြင်ခုနပြောဆို controversial ဖြစ်နေတယ်တချို့တွေကလည်းလုံးဝရုံးမပြဘဲနဲ့ရောင်းအောင်လုပ်နေသူရှိတာပေါ့အခုလိုမျိုးရုပ်ပြပြီးတော့တနည်းအားဖြင့် content marketing လုပ်ခဲ့တဲ့သူလည်းရှိမှာပဲပေါ့နော်ဆိုတော့ဒါတွေကတော့တစ်ပိုင်းဆိုတော့နောက်တစ်ခုကတော့တော်တော်များများကိုမေးတဲ့နေရာမှာပါတာတစ်ခုပေါ့ဒါလည်းညီလေးကိုပြန်မေးချင်တာပေါ့နော်ညီလေးကနှစ်ခုလုံးလုပ်ခဲ့ပြီဆိုတော့အဓိကဘာလဲဆိုတော့ full time လုပ်တာကောင်းလား freelancer လုပ်တာကောင်းလားဆိုပြီးတော့ဒါကိုမေးခွန်းတွေမေးတယ်ပေါ့နော်ဒီကိုယ်တိုင်ကတော့အမှန်တိုင်းပြောရင် full time မလုပ်ခဲ့ဘူးလုပ်ခဲ့တဲ့ full time ဆိုတာတခြား media နဲ့ပတ်သက်တဲ့အလုပ်ပေါ့ content writing နဲ့ပတ်သက်ပြီး full time နဲ့မလုပ်ခဲ့ဘူးကြတော့တိတ်ပြီးတော့မဖြေချင်ဘူးပေါ့နော်အဲ့တော့ဒါပေမဲ့ဟိုနှစ်ခုလုံးကတော့တော့နေသူအားနေချက်အားတာချက်ရှိနိုင်တယ်ဒါလေးကိုလည်းညီလေးအမြင်လေးနည်းနည်းပြောပြอืมပထမဆုံးပြောချင်တာတော့full time လုပ်တဲ့အလုပ်ပေါ့full time ကကြောက်တာကျွန်တော်တို့ကလုပ်ငန်းနဲ့ပတ်သက်တဲ့ environment တစ်ခုကောင်းကောင်းရောက်သွားဖို့လိုပါပေါ့ဒါကိုရွေးချယ်ဖို့ကိုတေချာလေးဒါကို research လုပ်ကြည့်ဖို့လိုတယ်အကယ်၍သာအဲ့လိုမျိုးကောင်းကောင်းရောက်သွားမယ်ဆိုရင်ကိုယ့်အတွက် full time ကတခြား skill တွေတိုးတက်ဖို့အတွက်ရှိတယ်ဘာလို့လဲဆိုတော့ဥပမာcommunication communicate လုပ်တဲ့ skill တွေလားပြီးတော့ teamwork နဲ့ပတ်သက်တဲ့ skill တွေလားပြီးတော့ brainstorming လုပ်တဲ့ကိစ္စမျိုးတွေလားပြီးသွားရင်ကို brand အစုံလင်ကိုရေးရမယ်အဲ့လိုရေးရတဲ့အတွက်ကြောင့်မလို့ကိုယ့်အတွက်အတွေ့အကြုံတွေအများကြီးရနိုင်တာမျိုးလားဆိုတော့ full time မှာအဲ့လိုမျိုးကိစ္စတွေအများကြီးရှိတယ်ပြီးသွားရင် team နဲ့သွားနေတာဖြစ်တဲ့အကြောင်းမလို့ team work ဆိုတဲ့အဓိပ္ပာယ်ကိုလည်းပို့ပြီးနားလည်နိုင်တယ်ပေါ့နော်အဲကျွန်တော်ဆိုရင်လည်းဒါ full time လုပ်ခဲ့တဲ့အချိန်တော့ကျွန်တော်နဲ့အတူလုပ်ခဲ့ဒီ team က senior ရဲ့support ကြောင့်အများကြီးပါတယ်အဲ့ဒီ support တွေကြောင့်မျိုးကျွန်တော်တဖြည်းဖြည်းနဲ့ဒါရပို့ပြီးတော့ဆက်လေ့လာခြင်းနဲ့အဲ့လိုမျိုးပါအများကြီးဖြစ်လာအော်အဲ့ဒီ team work ရဲ့အကြောင်းကိုလည်းကျွန်တော်ပို့ပြီးတော့သိလာမယ်ပေါ့နော်ဒါ full time သွားရပိုင်းပေါ့အားနည်းချက်ကကြောက်ပါရှိတယ်ဆိုတော့တချို့သောလုပ်ငန်းတွေမှာဒီ career နဲ့ပတ်သက်ပြီးတော့ personal နဲ့ပတ်သက်ပြီးတော့ develop မလုပ်နိုင်တဲ့အပိုင်းတွေရှိတယ်ဒါလုပ်ငန်းကြီးတွေတကယ် company ကြီးတွေအားကြောင့်ဒါကိုလုပ်နိုင်တယ်ဗျာcareer development နဲ့ပတ်သက်ပြီးတော့လုပ်နိုင်တယ်ကိုယ့်အနေနဲ့ဒီ career development နဲ့ပတ်သက်ပြီးတော့ကိုယ်မလုပ်ပေးနိုင်တဲ့လုပ်ငန်းမျိုးတွေကြရင်ကိုယ့်ရဲ့ career development နဲ့ personal development နဲ့ပတ်သက်ပြီးတော့ကိုယ့်အကိုပြန်ပြီးတော့လုပ်ရအဲ့လိုပြန်လုပ်ရတဲ့အခါမျိုးတွေကြရင်တော့ကိုယ့်အနေနဲ့အချိန်ကိုတော်တော်လေး management လုပ်ဖို့လိုတယ်ဥပမာသင်တန်းတက်ဖို့လိုအပ်တဲ့အခါမျိုးတွေကြရင်ကိုကသင်တန်းတက်ဖို့အတွက်အချိန်တက်ပြန်ဖယ်ရတာမျိုးတွေစရင်အဲ့လိုမျိုးဟာရှိတယ်ဒါရောက်အားနေချက်ပေါ့ပြီးတော့နောက်တစ်ခုကကြောင့် environment မကောင်းတဲ့နေရာမျိုးရောက်သွားတဲ့အချိန်ကျရင်ကိုယ်ဘေးနားမှာအဲ့လိုမျိုးအရန် toxic ဖြစ်တဲ့လူတွေများလာတဲ့အခါကျရင်လည်းကိုဒီအရာကြီးပေါ်လုံးဝစိတ်ကုံသွားတာမျိုးတွေအရန်ပင်ပန်းလာမျိုးတွေ work life balance မဖြစ်တဲ့ကိစ္စမျိုးတွေရှိလာနေတယ်ပေါ့နော်ကျွန်တော်အတိမိတ်ဆွေတွေမှာတချို့အဲ့လိုမျိုးကိစ္စမျိုးကြုံနေရတာလေးရှိတယ်ဒီလုပ်ငန်းခွင်ထဲမှာပဲပေါ့နော်ကျွန်တော်အနေနဲ့ဒီလုပ်ငန်းတစ်ခုကိုစပြီးတော့ဝင်ပြီးအဲ့လိုဝင်ပြီးဆိုရင်ကိုယ့်အနေနဲ့ဒီလုပ်ငန်းအကြောင်းကိုလည်းကိုက
research တေချာတွေလုပ်ဖို့တော်တော်လိုပဲပေါ့နော်ဒီလုပ်ငန်းဒီဘယ်လိုရှိလဲသူတခြားဝန်ထမ်းတွေရောသူဘယ်လိုမျိုးဆက်ဆံတယ်ပြီးရင်ကိုက career development နဲ့ပတ်သက်ပြီးသွားချင်တယ်လို့ဆိုရင်ဒီလုပ်ငန်းမှာကိုဘယ်လောက်ထိကြာလုပ်ဖို့အတွက်ဒီလုပ်ငန်းတင့်တော်ပဲဒီ environment ဘယ်လိုရှိလဲအဲ့ဟာမျိုးတွေလည်းကျွန်တော်ကသိဖို့အတွက်လိုပါတယ်တော်တော်များကြတော့ဘယ်လိုဖြစ်လဲဆိုတော့အလုပ်အခုအချိန်အလုပ်ကရှားနေတဲ့အချိန်ဆိုတော့အလုပ်တစ်ခုရပြီဆိုရင်ဝင်လုပ်တယ်ပြီးရင်ပြဿနာတွေများလာတယ်ဒါကလည်းဒါကျွန်တော်တို့အခြေအနေအကြောင်းကြောင့်ဖြစ်တာပါအဲ့လိုမျိုးကိစ္စတွေမှာကျွန်တော်ကခုနကဟာလေးကိုသတိထားပြီးတော့ကိုယ့်ရဲ့ personal development အတွက် career development အတွက်ကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာပေါ့နော် mental health အတွက်ပါကျွန်တော်အများကြီးပို့ပြီးကြည့်တယ်လေဒါတော့ full time လုပ်မဲ့လူတွေအတွက်ကိုဒါကျွန်တော်အကြံပေးချင်တဲ့သဘောပေါ့နော်ကျွန်တော် full time လုပ်ခဲ့ဆိုပေမဲ့လည်းcareer နှစ်ခုရှိကြအောင်နှစ်ခုရှိကြတော့ပထမ career မှာကျွန်တော်ကအဲ့ပြဿနာကိုတော်ရင်ဆိုင်လိုက်ရ mental နဲ့ပတ်သက်တဲ့ပြဿနာဆိုတော့ရင်ဆိုင်ခဲ့ရဘူးsecond career မှာအခုဒီရောက်လာတဲ့အချိန်ကျတော့အရန်ပျော်သွားအရန်ပျော်သွားလုပ်ငန်းဝင်ကြအရန်ပျော်သွားလုပ်ငန်းဝင်ကြအရန်ပျော်ပြီးအခုချိန်ဒီဟာကြီးပေါ်မှာဆက်ပြီးတော့ရှိနေရပေါ့ကို့အနေနဲ့ဒီဟာနဲ့ဟိုလုံးဝဝါနာပါလို့ဝင်မယ်ဆိုရင်အဲ့လုပ်ငန်းဝင်ရလဲကို့အတွက်တကယ်ပျော်ရွှင်ပြီးတော့ healthy ဖြစ်တဲ့လုပ်ငန်းဝင်ဖြစ်နေဖို့လည်းလိုအပ်တယ်ပထမ career ကိုကျွန်တော်ကပြောင်းခဲ့တဲ့အချိန်မှာအဲ့ healthy မဖြစ်တဲ့လုပ်ငန်းခွင်အကြောင်းလည်းပါတယ်အဲ့ဟာအကြောင်းပေါ့နော် healthy ဖြစ်တဲ့လုပ်ငန်းခွင်ဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့ career နဲ့တောက်လျှောက်သွားမယ်လမ်းကြောင်းမှာကိုယ်အများကြီးထောက်ပံ့ဖြစ်စေတယ်ပေါ့နော်ဒါလေးတစ်ခုတော့ရှိတယ်နောက်တစ်ခုကကြောင့် freelance သွားမယ်လူ freelance သွားမယ်လူတွေကကြောင့်တစ်ခုကောင်းတာပါလဲဆိုတော့သူ့ရဲ့ဒီ personal အတွက်အများကြီးချိန်ပေးလို့ရတယ်အဲ scale ကိုတောက်လျှောက်ဖြည့်လို့ရတယ်ကျွန်တော်တို့ freelance လုပ်ခဲ့တဲ့အချိန်ကိုတောက်လျှောက် scale ဖြည့်ရ Photoshop နဲ့ပတ်သက်တဲ့သင်တန်းတွေပါရအစားတောက်လျှောက်သွားတတ်တယ် Photoshop နဲ့တတ်တယ် video editing တတ်တယ်တောက်လျှောက်အဲ့ဟာတွေတတ်တာအဲအခုဆိုရင်ဒါတော်တော်အသုံးဝင်တယ်ပေါ့နော်အော် personal development တော့ career development တော့တောက်လျှောက်ဖြည့်လို့ရတယ်ဒါပေမဲ့တစ်ခုအားနည်းချက်ကဘာလဲဆိုတော့တေချာမလုပ်နိုင်ရင်ထမင်းငတ်ပါအေးပါဘူးတော့ stable မဖြစ်ဘူးပေါ့နော်ပြောရရင်ဟုတ် stable မဖြစ်ဘူးကျွန်တော်ကဘာလုပ်တင်လဲဆိုရင်အဲ့လိုမျိုးကိုကဒီဟာကိုအတွေ့အကြုံများများရအောင်လို့တချို့ဒီ volunteer လုပ်တဲ့အပိုင်းတွေရှိအောင် volunteer လုပ်တဲ့အပိုင်းတွေဆိုရင်တချို့ volunteer ဝင်လုပ်ကြရဲတချို့ဒီnetwork တွေပေါ့ network တွေတည်ဆောက်ကြရဲကျွန်တော်အခုဒီ freelance လုပ်တယ်ဒီ career တခုတေချာလေး stable ဖြစ်တဲ့ income လုပ်နိုင်တယ်ဆိုတာ network ကြောင့်အများကြီးပါတယ်အဲ့ network တွေတည်ဆောက်တယ်ပြီးတော့ကိုယ် skill တွေဖြည့်ရဲအဲ့လိုမျိုးတောက်လျှောက်လုပ်လာမယ်ဆိုတော့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ဒီ freelance လုပ်တဲ့ဟာလည်းတဖြည်းဖြည်းတော့တက်လာ income လည်းတက်လာတယ် network ကြောင့်လည်း client တွေလည်းပို့ပြီးတော့ရလာတယ်အဲ့လိုမျိုးဆိုရင်တော့ freelance ကပို့ပြီးတော့အဆင်ပြေ freelance မှာကအရေးကြီးတာဒီ skill နဲ့ပြီးသွားရင်ဒီ network တွေပြီးသွားတခြားဒီ soft skill တွေကအရေးကြီးတယ်ဘာလို့ဆိုကိုကဟိုလုပ်ငန်းရှင်တယောက်လိုမျိုးကိုမှမလုပ်ရင်ကိုဟုတ်တယ်ဟုတ်တယ်ထမင်းမစားရတဲ့ကိစ္စမျိုးဖြစ်နေတဲ့အခါကျတော့ကိုအသက်ရှင်ဖို့အတွက်ဒီဟာကိုလုပ်နေရတဲ့ဖြစ်တဲ့အတွက်ကြောင့်ကို့မှာတောက်လျှောက်အများကြီးနောက်ကဖြစ်ဖို့အတွက်လိုသွားပြန်အောင်ဒါက freelance ရဲ့အားနည်းချက်ပေါ့ဒါပေမဲ့အဲ့အားနည်းချက်ကိုကျွန်တော်တို့ကအဲအားသာချက်တွေဖြစ်ပြန်ပြောင်းလဲနိုင်လိုက်ရင်နှစ်ခုပြန်ရှင်းလိုက်မယ်ဆိုရင် full time နဲ့ freelance နဲ့ဘယ်ဟာပိုကောင်းလဲဆိုရင်ခုနကလိုအချက်မျိုးတွေဒါကို့မှာတကယ်ရှိရဆိုရင် freelance ကပိုကောင်းတယ်ကျွန်တော်တို့ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့တော့ခုနပြောသလိုပေါ့နော်ဒီfreelance ကတော့ unstable ဖြစ်တဲ့အတွက်တတိယဖြစ်ပေါ့နော်ဟိုပေါ့ကိုတို့ပို့ပြီးတော့နည်းနည်း challenge တွေကိုကြိုက်တဲ့သူတွေ stress တွေကိုခံနိုင်တဲ့သူတွေအတွက်ဆိုရင်ပိုကြိုက်တယ်နော်ဆိုတော့ကိုတို့ရုန်းကန်ရမယ်လှုပ်ရှားရမယ်ပို့ပြီးတော့ကြိုးစားအားထုတ်ရမယ်ဒါပေမဲ့အဲ့ရလာတဲ့ result ကလည်းပိုများလာနိုင်တယ်နော်ဆိုတော့ခုနပြောသလို full time ကျတော့လေတကယ်ကိုကိုအတွက် develop ဖြစ်တဲ့ environment တစ်ခုမှရှိနေတယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့နေရတာကိုယ့်အတွက်ပို့တိုးတက်လာလို့ခံစားရတယ်တချို့ကျတော့လည်းပတ်စံတဲ့ဆိုင်အဲ့ဒါကိုလိုချင်တာအဲ့ community တခုအဲ့ဒီ skill set တွေကိုဖြည့်ချင်တာတခုအဲ့လိုဘာလို့ဆိုလိုတယ်ပေါ့နော်လူဘဝမှာလည်းအဲ့ဒါကြောင့်ကျွန်တော်ကအမြဲတမ်းပေါ့နော်လူငယ်တွေပြောချင်တာကဟိုတခါတည်းတမ်းပြီး freelance ဘယ်တော့မှမလုပ်ဘူးအရင်ဆုံးတော့ environment တခုမှာဝင်ပြီးတော့လုပ်ငန်းဝင်တွေ့ကြုံဒီ phase ကအနေအထားတွေကိုလေ့လာပြီးမှပဲကိုက freelance ပြောင်းချင်ပြောင်းပါနော်ဆိုတော့ဒါမျိုးမလုပ်ဘဲနဲ့တော့တခါတန်းသွားတာအနည်းအများလို့ထင်တယ်ပြောရင်အဆင့်ကျော်တော့ခြေချော်ကြတတ်တာဒါမျိုးနောက်တစ်ခုကပြဿနာလေးတစ်ခုကဘာလဲဆိုရင်ကိုမြင်တာပေါ့နော်ဒီတချို့ကြောင့်နှစ်ခုလုံးတွဲလောက်တာရှိတယ်ဆိုတော့အဲ့မှာပြဿနာဘာလဲဆိုတော့ full time နဲ့လုပ်တယ် freelance နဲ့လုပ်တဲ့အခါမှာ anonymous ဆိုအဲ့ဒါတွေပဲကျွန်တော်များသူက full time လည်းရှိနေတော့ပေါ်တင်လဲကြော်ညာလို့မရဘူးဆိုပြဿနာရှိအဲ့တော့အဲ့လိုမျိုးလုပ်လို့ရလားဆိုပြီးတော့လာမေးကြရရှိတာပေါ့နော်ဆိုတော့အဲ့မှာလည်းတခါတည်းဖြေချင်တာကတချို့လည်းရှိပါတယ်တချို့ရုံးမှာ full time လုပ်တယ်တစ်ဖက်မှာလည်းပဲတနည်းအားဖြင့်သူတို့အလုပ်တွေထက်ရှာကြတယ်ပေါ့ freelance တွေနဲ့ထက်ရှာကြရတယ်ရှိပါတယ်ဆိုတော့ဟိုရှားတယ်ဟိုဒါဘယ်သူမှတော့ဒီအလုပ်လုပ်နေလို့တခြားမလုပ်အောင်ဆိုပြီးတော့ company မှာတားမြစ်တာတော့မရှိဘူးဒါပေမဲ့တစ်ခုရှိတာကဘာလဲဆိုတဲ့အခါကျကိုကဟိုပါပေါ့နော်အရင်ဆုံးခုနပြောသလိုပဲ brand တိစောက်ထားနိုင်မယ် portfolio ကောင်းကောင်းရှိမယ်ပြီးရင်ဟို app အညမှာကျတော့ app ကအရေးကြီးတာဘာကြောင့်လဲဆိုတော့
ဒီ full time လုပ်တဲ့အတွက်အဲ့မှာ share တဲ့ data နဲ့ဒီဘက်ကကိုထားပါတော့မှယတနာစင်မှာကိုက full time လုပ်နေတယ်တခြားဒီဘက်မှာလည်းယတနာကလာအပ်တယ်ဆိုနှစ်ခုမှာ data တွေကတစ်ခုမှာရှိနေတယ်ဒါတွေကို transfer မလုပ်ဖို့လိုတယ်ဒီ active ဘိုင်းဆိုင်ရာတွေရန်စကားပြောတွေပေါ့နော်ဟိုနောက်တစ်ခုကဗာလဲဆိုတဲ့အခါကျတော့ကိုထိန်းချောင်းနိုင်မှုလိုတယ်နှစ်ခုလုံးကိုလုပ်ပြီးဆိုရင် time management အရင်ကြီးသွားပြီပေါ့နော်ဟိုပြည့်တည်ပြီးလုပ်နေလို့မရဘူးတာဝန်ယူမှုတာဝန်ခံမှုဆိုတာရလိုလာရှိနောက်ပြီးလုပ်ငန်းမှာလည်းဒီ full time ကလုပ်ငန်းရှင်ကလက်ခံနိုင်လားဆိုတာလည်းနားလည်ဖို့လိုတယ်တချို့လုပ်ငန်းရှင်တွေကဟို payment တွေလုပ်ရင်မကြိုက်တာရှိမှာပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေဆိုရင်တော့ကိုယ်ကရှောင်ဖို့လိုတယ်တခြား brand တွေကင်ပေါ့ဒါမျိုးတွေသွားရင်တော့ကောင်းတယ်လို့ကြံပေးခြင်းတယ်မလုပ်နဲ့လို့တော့မပြောဘူးပေါ့နော်ဘာလို့ဆိုငိုဝင်ပေါက်တွေဆိုတော့ရှားမှာပဲလေဒါလည်းနားလည်မှာဆိုတော့ဒီလေးကဘယ်လိုမြင်လဲနှစ်ခုလုံးတွဲလုပ်ရင်အဆင်ပြေနိုင်လားအာပြည်နယ်ဆိုတော့ပြည်အောင်ကျွန်တော်တို့လည်းနှစ်ခုလုံးလုပ်ခဲ့ရအခုလက်โอเคရှိလည်းဒါပေမဲ့ကိုယ်ကပြောလို့ပေါ့ active ပေါ့တချို့လုပ်ငန်းသူတွေဆိုရင်ကျွန်တော်တို့လက်မခံလိုက်တာဟာမျိုးတွေလည်းရှိတယ်ဟုတ်တယ်ဘာเนาะလို့ဆိုတော့ဒါအဲ့ဒီတတိထားလုပ်နေတယ် data ရနေတယ်ဟိုကဒါကြီးပေါ့ကိုမလုံလဲဖြစ်တယ်ဗျာတခါလေကြာရင်အာနာဟိုစိတ်ကအာအာနာနာပြီးတော့လေအခုဆိုအဲ့ လက်မခံ mobile brand တစ်ခုကိုဖြတ်ပြောလိုက်အောင်ကား brand တစ်ခုကို9နှစ်တိကင်ခဲ့ပြီပဲ9နှစ်တော့အဲ့ကာလာကြီးမှာဟိုဘယ်လိုပြောမလဲအာနာပြီးတော့တခြားကား brand တွေကိုမကင်ပြတော့လာပြောရင်တော့မှလေဟိုတမျိုးကြီးပေါ့နော်ကောင်းကောင်းပြန်မပြောပြတဲ့ဘိုင်းတွေရှိရပေါ့နော်အဲ့အခုစိတ်ကြောက်ဖြစ်အဲ့လိုမျိုးလေးရောရှိအောင် active ပေါ့active ကအရေးကြီးတယ်ဒါဟို content writer မဟုတ်ပါဒါတခြားဘူးမဆိုဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ active ရှိရင်တော့ဒါကိုယ့်အတွက်အများကြီးကောင်းတော့အလုပ်လို့ရတယ်ဒါပေမဲ့တချို့လုပ်ငန်းတွေမှာဟိုတစ်ဖက်ကပေါ့နော်ဟို agency ကဒါကြီးကို agency မှာလုပ်နေရတစ်ဖက်ဒီတချို့ဆိုရင်ဒီနောက်ပိုင်းဆိုရင် in house တွေခေါ်တယ် in house မှာလုပ်နေရဆိုရင် in house လုပ်တဲ့လူတွေဆိုရင်တော့ကိုဒီ in house လုပ်တဲ့ company နဲ့နောက်ထပ်တခြားဟိုဖြစ်တဲ့ဟာကိုမလုပ်သင့်ဘူးပေါ့နော်အဲ့ဟာကနည်းနည်းဟိုဖြစ်တယ် in house သမားတွေဆိုတော့ပို့ပြီးတော့သတိထားမလုပ်သင့်ဘူး agency တောက်ကျွန်တော်ကအများသွားနေရတော့ကြောင့်မို့တချို့ brand တွေကိုကျွန်တော်ကလောက်တာမျိုးတွေအဲ့လိုမျိုးရှိရပေါ့နော်တချို့လူတွေကြောက်လဲအဲ့လိုကြောက်လဲတစ်ဖက်ဟိုအပြန်အလှန်နားလည်မှုပေါ့ကိုကဒါတကယ် ethic ရှိမယ်ကိုကဒီ data ကိုတေချာလေးconfidential ထားနိုင်တဲ့လူဆိုရင်တော့ဒါကိုယ့်အတွက်အများကြီးကောင်းမဟုတ်ဘူးဆိုရင်ကြားမှာအများကြီးပြဿနာတက်သွားတယ်ဒါကိုယ့်အပေါ်မှာအများကြီးမူတည်သွားရပေါ့နော်in house သမားတွေကြောင့်အဲဒီတစ်ခုလုံးနေတော့နောက်တစ်ခုလုံးဖို့အတွက်ကိုနည်းနည်းဟိုမလုပ်တဲ့တဲ့ထဲမှာအဲ့လိုမျိုးပါတယ်လို့ကျွန်တော်အနေနဲ့ကတော့ထင်တယ်ပေါ့နော်အခုလက်ရှိကျွန်တော်လည်းတချို့ဟိုလုပ်ငန်းမှာဒီ freelance အနေနဲ့လုပ်နေတဲ့အရာလေးရှိတော့တချို့ဟာတွေကျွန်တော်လည်းတော်တော်ရှောင်လာဟုတ်ပါတယ်ဒီအဲ့ကိုရိုလုကလည်းဟိုပြောရမယ်ဆိုလို့ရှိရင်တော်တော်ကြီးတော့တတိထားရတယ်မှာပါဟောရေရှည်သွားမယ်ဆိုရင်တော့ကိုမှတ်ကြောက်တယ်မို့တော့အဲ့ဒီချက်လေးတော့ဒါတတိထားအောင်เนาะဆိုတော့ပြောရလဲတော်တော်ကောင်းတယ်စကားပြောရတယ်ကိုရဒါလမ်းကြောင်းတူလည်းဖြစ်တယ်အဲ့နောက်ခုလုံးကလည်း content ပေါ်မှာအခြေခံပြီးသွားနေကြတာဆိုတော့ပြောလို့ကောင်းတယ်နည်းနည်းအချိန်ရလဲကိုရောနည်းနည်းလေးတော့ဒီကုန်းချုပ်လို့ဆိုတော့ဒီနေရာမှာအခုနောက်ဆုံးမေးခွန်းပဲပြောရမှာအဲ့ဒါဘာလဲဆိုတော့ကိုတို့ဒီတနည်းအားဖြင့် content writer အနေနဲ့ကဒီ content marketing နဲ့ပတ်သက်ပြီးလေ့လာမယ်သိရင်ဆိုလို့ရှိရင်ဘယ်လိုနေရာရနေသိရင်လို့ရမယ်ဆိုတာလေးကြံပေးနေပဲဒီ podcast ကိုနောက်ဆက်ချင်တယ်เนาะဆိုတော့ဒီလေးရောကိုယ်တိုင်ဘယ်လိုလေ့လာခဲ့လဲ content နဲ့ပတ်သက်တာเนาะဘယ်လိုနေရာတွေကလေ့လာလို့ရမယ်ဆိုတာလေးကြံပေးကြည့်ပါဦးကျွန်တော်ကိုယ်တိုင်ဘယ်လိုလေ့လာခဲ့လဲဆိုတော့ကျွန်တော်ဆက်စချင်းအောင်လုပ်ငန်းခွင်ပေါ့လုပ်ငန်းခွင်တွေ့ကြုံပေါ့လုပ်ငန်းခွင်တွေ့ကြုံကနေလေ့လာအဲအကြောင်းမို့လို့ကဆရာပြောလိုမျိုး freelance ဆက်လုပ်တာထက်တစ်ခုခုတနေရာမှာအလုပ်ဝင် experience ယူပြီးတော့မှ freelance လုပ်တာပိုကောင်းတယ်ဆိုတာလဲဒါကြောင့်ပါတယ်နောက်တစ်ခုကကြောင့်ကျွန်တော်တို့တခြားလေ့လာလို့ရတဲ့နေရာပေါ့အခုလက်ရှိကျွန်တော်တို့ဒီမှာသင်တန်းနေရာအများကြီးပဲဗျာသင်တန်းတစ်ခုနဲ့တစ်ခုနေရာလဲအားသာချက်မတူကြဘူးဒီကသင်တန်းတွေကိုလည်းရွေးချယ်လို့ရတယ်ပြီးသွားရင်တင်တဲ့ရွေးချယ်တဲ့နေရာမှာကိုယ်ပဲချက်တွေပို့ပြီးတော့လိုချင်တယ်ဆိုတဲ့ချက်တွေပို့ပြီးတော့ရွေးချယ်ရတာပေါ့ဥပမာဆိုရင်ဒါကိုကအရေးသားနဲ့ပတ်သက်ပြီးတော့တွားချင်တယ်ဆိုရင်ဘယ်တင်တဲ့ရွေးဒီ strategy နဲ့ပတ်သက်ပြီးတော့တွားချင်ဆိုဘယ်တင်တဲ့ရွေးချယ်ရမလဲအဲ့လိုမျိုးကိုကရွေးချယ်ပို့လဲလိုတယ်ပြီးတော့ကိုယ့်ကို self study လုပ်မဲ့လူတွေအတွက်ကြောင့်တချို့က YouTube video တွေကြည့်ကြတယ်YouTube video ကိုကြည့်ရယ် YouTube video ကနေပြီးတော့လေ့လာရယ် okay အဲ့ဟာအကြောင်းတဝက်လောက်ကကောင်းတယ်ဗျာတလားဘာလို့တဝက်လောက်ကကောင်းလဲဆိုတော့တချို့တော့အရာတွေဒီကျွန်တော်တို့နိုင်ငံ trend နဲ့ကျွန်တော်တို့နိုင်ငံရဲ့ culture နဲ့မကိုက်တာရှိတယ်မကိုက်တဲ့ခါကြီးကြရင်ကျွန်တော်ကပြန်ပြီးတော့အဲ adapt လုပ်နိုင်တဲ့လူကြရင်ကောင်းတယ်အဲခဲ့ပြီးကမလုပ်နိုင်ဘူးဆိုရင်ကိုယ့်အတွက်အများကြီးအခက်အခဲအများကြီးရှိနိုင်တယ်အော်ဒီဘက်ကလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုရှိနေလဲဒီဘက်ကလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်နိုင်လဲကိုကလုပ်နိုင်တဲ့လူဆိုရင်ကောင်းတယ်ဗီဒီယိုကြီးကြည့်ရပါဖြစ်တာအဲ့လိုမျိုးရှိရယ်နောက်တစ်ခုကကြောင့်ကျွန်တော်ဘာလုပ်လို့ရလဲဆိုရင်တခြားနိုင်ငံခြား course တွေရှိတယ်နိုင်ငံခြား course တွေရှိရယ်နိုင်ငံခြား course တွေရှိရတဲ့အတွက်ကြောင့်မို့လို့အဲနိုင်ငံခြား course တွေရှိရတဲ့အတွက်ကြောင့်အဲ့နိုင်ငံခြား course ကိုကျွန်တော်ရွေးချယ်လို့ရတယ်
အများကြီးရှိတယ်တော်တော်လေးကောင်းတယ်တချို့ဒီနာမည်ကြီး copywriter တွေနာမည်ကြီး content marketing သမားတွေတင်နေတဲ့ course ရှင်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ course တွေကိုလေ့လာခဲ့ပြီးတော့မှကျွန်တော်ကအခုတင်တန်းဖွင့်နေဆိုတာလည်းအဲ့ course တွေလေ့လာခဲ့ဟာရှိရယ်ပြီးတော့ကိုယ် experience ရှိရယ်အဲ့ဒီပုံမှာကျွန်တော်ဒီဘက်က culture နဲ့ဒီဘက်က market နဲ့ပြန်ကိုက်ညီရဲ့သင်ခန်းစာမျိုးပြန်ဖန်တီးရတယ်ပြန်ဖန်တီးပြီးတော့ကျွန်တော်တင်တန်းအဲ့လိုမျိုးပြန်ပြီး train နေပေါ့နော်အဲ့လိုမျိုးလေးရှိရယ်လေ့လာလို့ရတဲ့နေရာဒီဘက်ခင်မှာအများကြီးပဲဒါပေမဲ့ကိုကဘယ်လိုပုံစံမျိုးသွားချင်တာလဲကိုပဲအပိုင်းကိုအားသာချင်တာလဲအဲ့ဘိုင်းနဲ့ပတ်သက်ပြီးတော့ကိုရွေးချယ်ပေါ့နော် YouTube ဗီဒီယိုတွေဆိုရင်လည်းဒါကပြောလို့သတိထားကြလေးရှိရယ်နိုင်ငံခြား course တွေဆိုရင်တော့ကိုအဲလေ့ကျင့်ခန်းတွေလည်းတော်တော်လုပ်ရတယ်လားဟုတ်တယ်အနည်းဆုံးတော့ multiple test နဲ့ကောင်းနေလေတော်တော်လုပ်ရတယ်ကောင်းလည်းတော်တော်စားရတယ်ဒါပေမဲ့တော်တော်လည်းမိုက်တယ် result ကဟိုလုံးဝပွင့်သွားအဲ့လိုမျိုးရှိရဲအဲ့လို course တွေ join နေရဒါပေမဲ့ language ပေါ့နော်language နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါတကယ်လေးကောင်းကောင်းလုပ်ထားနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့သင်ယူလေ့လာနေရစီကအများကြီးအများကြီးပဲအော်တကယ်ကိုယ့်အောင်လေ့လာနေတဲ့လူတွေအတွက်ဆိုရင်ကျွန်တော်အကြံပါပေးခြင်းလဲဆိုတော့အဓိကကိုယ့်လက်ရှိကိုယ့်နိုင်ငံထဲမှာရှိနေတဲ့ဒီသင်တန်းတစ်ခုခုအဲတစ်ခုခုရွေးချယ်ပေါ့ကိုယ်ပဲဟာကိုရွေးချယ်မလဲအဲ့လိုမျိုးအရင်ဆုံးရွေးချယ်တဲ့ပြီးတော့နောက်တစ်ခုအဲ့ဒီသင်တန်းပြီးတော့ဆက်ပြီးတော့လေ့လာခြင်းလဲဆိုရင်ကျွန်တော်တို့ language ပေါ့ဒီ English နဲ့ပတ်သက်ပြီးတော့တေချာလေးကောင်းအောင်လို့အဲ့ဒါဆိုရင်နောက်ထပ်တခြားလေ့လာစရာအများကြီးပဲတန်းစီပွင့်သွားနော်ကျွန်တော်တို့လည်းအခုချိန်ကြီးတောက်လျှောက်လေ့လာနေသေးရပဲcontent creation သွားနေဆိုရင် content creator တွေကနေပြီးတော့ course တွေတက်တာတွေအဲ့လိုမျိုးရှိတယ်ဒီက language တစ်ခုကောင်းနေပြီဆိုရင်ကိုနောက်လျှောက်လေ့လာမယ့်အပိုင်းတွေကိုအများကြီးဆက်လုပ်လို့ရတယ်ဒါတော့လေ့လာတဲ့လူတွေတော့အဓိကပြောချင်တာပေါ့ဟုတ်တယ်ကောင်းတယ်အဲ့ခုနပြောခဲ့တဲ့နိုင်ငံခြား course တွေပေါ့အခုတစ်ခုစဉ်းစားမိသွားတော့ပြောနေတယ်မှာအဲ့လိုမျိုး free လေးလာလို့ရမယ်ဒီ link လေးတွေလည်းအခုဒီ podcast က comment ထဲမှာထည့်ပေးလိုက်မယ်နော်ဒါဆိုလို့ရှိရင်လည်းဒါတချို့တွေလည်းပို့ပြီးတော့အဆင်ပြေတယ်ကိုယ်တိုင်လည်းတက်ခဲ့ဟုတ်တယ် hotspot လိုဟာမျိုးတွေဆိုရင်တော့တော်တော်လေးအဆင်ပြေနော်တကယ်ကောင်းအဲ့တော့ဆိုကျေးဇူးပါညီတယ်အဲ့တော့ဒီမှာကိုပြည့်စုံပြီးတခုပြောရမှာအဲတင်တန်းနဲ့ပတ်သက်ပြီးတော့တက်ပေါ့နော်ခုနကနေရာမျိုးစုံရှိတယ်နော် free လည်းရှိတယ်အခါချင်းဝင်ပြီးတက်ချင်တယ်ဆိုလည်းရှိတယ်ညီလေးမှဆိုလည်းတင်တန်းတွေရှိတယ်ပေါ့နော်ဒီကံမှာနဲ့ပတ်သက်တာတွေကိုတခြား content နဲ့ရှိတယ်အခုမှဆိုရင်ဒါ content marketing နဲ့ direct သက်ဆိုင်တာဆိုရင်ဒါ content marketing 101ဆိုတဲ့ class တွေရှိတယ်ပေါ့နော်အဲ့တော့အခုအဲ့ content marketing ကိုပဲဆွဲထုတ်ပြီးတော့အဓိကပြောထားတဲ့အကြောင်းအရာမျိုးနော်ဆိုတော့အဲ့ဒါကြီးလည်းဒါလာတက်လို့ကြားတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကအရေးကြီးဆုံးချက်ကလေဟိုအဓိကတင်တန်းတက်ဖို့မဟုတ်ဘာလဲဆိုတော့ပြန်အသုံးချဖို့ဖြစ်တာပေါ့နော်အဓိကကိုတို့လူငယ်တွေမှာဖြစ်နေတဲ့ပြဿနာကဘာလဲဆိုတော့တင်တန်းတွေအများကြီးပဲတက်တယ်ဆရာတွေမှတော်တော်ဆုံးကျွန်တော်စီမတက်တယ်တခြားဆရာတွေမှတက်တယ်ဒါပေမဲ့သူတို့ဘာတွေလုပ်နေပြီလဲလို့ပြန်ကြည့်ရင်ကြတော့ဒီနေရာမှာပဲအဲတင်တန်းတက်တဲ့ web ကြီးမှာပဲလဲပြီးတော့ရှေ့ကိုရောက်တာတွေလည်းအများကြီးရှိတာပေါ့အဲ့တော့ဆိုတော့ဒီလို content လိုပုံစံမျိုး content marketing လိုဟာမျိုး digital လိုဟာမျိုးတွေကကြတော့ဟိုထင်တာပေါ့နော်အခုတက်ပြီးချက်ချင်းပြန်သုံးချမှာအဆင်ပြေဟုတ်တယ်တနည်းနဲ့တနည်းပြောင်းနေရဲ့မတူတော့တဲ့အခါကျတော့လေဟိုပြောရင်အကြာကြီးသိမ်းထားလို့ရတဲ့ပညာမျိုးတွေတော့မဟုတ်ဘူးပေါ့ဆိုတော့အရေးကြီးတာကအတိလာပါအပြန်သုံးချပါအဲ့တော့ခုနကနောက်ဆုံးခုနပြောခဲ့တဲ့ဟာလေးပြန်ချောရရင်တော့ရက်ကြည့်သွားပဲအခုရက်ပြီးရင်ပြန်ကြည့်ပြီးတော့ရှေ့ဆက်သွားဖို့လိုတယ်ပေါ့ဒီတိုင်းပဲဆွတ်သွားနေလို့လည်းရပါအဓိကတတ်သမျှတင်တန်းတွေလည်းပြန်သုံးချနိုင်ဖို့လိုတယ်ဆိုတာလေးတော့ဖြည့်ဆွတ်ပြောချင်တာဒီလေးရောပါမြန်ဖြည့်ဆွတ်ပြောချင်တာရှိတယ်ကျွန်တော်ဖြစ်ဆိုပြောချင်တာကခုနကအဲ့ဟိုဆက်ပြီးတော့လေ့လာမယ်ကိစ္စပဲပေါ့နော်အခုက market ကလည်းတဖြည်းဖြည်းနဲ့ပြောင်းလာတော့တချို့လုပ်ငန်းတွေဒီလိုအပ်လာကြတယ်ဒီ content marketing တခြားလုပ်တဲ့လူတွေလိုအပ်လာကြတယ်ပေါ့နော်လိုအပ်လာတော့ကိုယ့်အနေနဲ့ဒါကိုတခြားလေးအသုံးချနိုင်ဖို့ပို့ပြီးတော့ကောင်းတယ်ပြင်ပြရရင်တော့တခြားလေးအသုံးချပေါ့ကျွန်တော်ဆိုဘယ်လိုအောင်လုပ်ခိုင်းလဲဆိုတချို့ဒီကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့လူတွေရှိတယ်အဲ့လိုလူတွေကြရင် assignment တွေပါရစားကိုယ့်လုပ်ငန်းအတွက်ကိုယ့်လုပ်ငန်းအတွက်ကိုချအဲ့လိုမျိုးတွေဒီမှာလောက်ခိုင်းတာပေါ့နော်ကိုယ်တိုင်အသုံးချနိုင်ဖို့အတွက်လိုအပ်တယ်အသုံးချနိုင်မယ့်နေရာမရှိဘူးဆိုရင်လည်းကိုရှာပေါ့နော်အခုဆိုရင် volunteer ဟုတ်ပါအောင်ဆိုတာရှိရလေ volunteer ရှိရ intern ရှိရပြီးသွားရင်junior position တွေကိုအတွေ့အကြုံမရှိဘဲနဲ့ခေါ်ရဲအခါမျိုးရှိရအဲ့လိုမျိုးတွေကိုတေချာရှာပေါ့နော်ရှာဖို့အတွက်လည်းဒီ network ကောင်းကောင်းလေးပေါ့နော် group တွေပါတွေထဲမှာတေချာလေး update ဖြစ်အောင်လို့ဝင်ကြည့်ပေါ့အဲ့လိုမျိုးတွေရစပြီးတော့အသုံးချကြည့်ပေါ့ဒါတော့ဘယ်တင်တယ်မဆိုတတ်နေတဲ့လူတွေအတွက်ပါဟုတ်ကဲ့ပါကျေးဇူးပါပြောလဲကောင်းတယ်ပြီးတော့ကိုနားထောင်ရလဲတခြားဒီ podcast နားထောင်နေတဲ့သူတွေလည်းအထူးရှိမဲ့အကြောင်းအရာတွေဖြစ်မယ်လို့ထင်ပါတယ်အဓိကတော့ကိုယ့်ရဲ့ podcast ကလည်းဒါပဲရည်ရွယ်တာပေါ့နော်အဓိက online ပေါ်မှာလုပ်မဲ့လူငယ်လေးတွေလုပ်ငန်းရှင်တွေအတွက် idea တစ်ခုလောက်ရသွားရင်လို့အပတ်စဉ်ပြောနေရတာအဆင်ပြေနေပါတယ်ပေါ့ဒီလေးတော့ကြုံကြရင်ထပ်ပြီးတော့ join ပေးပါအောင်ကို invite လုပ်ပါဟုတ်ကြုံကြရင်လည်းထပ်ပြီးပြောချင်ပါသေးတယ်ဟုတ်ကဲ့ပါကျေးဇူးပါအဲ့တော့အချိန်ကြီးရဲ့အတွက်နောက်နေ့မှာထပ်ပြီးတော့ပြန်ဆောင်ပါအဲ့တော့ podcast ကြည့်နေတဲ့သူတွေလည်းပေါ့နော်နောက်တစ်ခါတနင်္ဂနွေကျရင်ပြန်ပြီးတော့အကြောင်းအရာသစ်တွေနဲ့ထပ်လာပြပါမယ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့